တာယာလှပပြီးခမ်းနားထဲဝါလာတဲ့မြေကမ်းနားကဗီလာကြီးတစ်ခုရဲ့မြင်ကွင်းနဲ့ဇလန်းလေးကစတင်ထားပါတယ်။ချမ်းသာကြွယ်ဝတဲ့သခင်လေးဖေစီကိုသူ့တငယ်ချင်းချင်းစီရီကဖုံးဆက်ပြီးမင်းအတွက်မိန်းကလေးလှလေးတွေကိုလေရင်နဲ့အကုန်ပို့ပေးလိုက်ပြီးစိတ်ကြက်ရွေးချယ်လိုက်တော့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သခင်လေးဖေကစိတ်မဝင်စားတဲ့အပြင်မင်းယူနေတာလားလို့တောင်ပြန်မေးခဲ့ပါတယ်။တကယ်တော့ချင်းစီရီကသခင်လေးဖေရဲ့ညီမကိုလက်ထပ်ချင်နေတာပါ။သူတို့မိသားစုရဲ့ထူးဆန်းတဲ့စီကံတစ်ခုကအကိုဖြစ်သူအိမ်တော်မပြုတ်သေးရင်ညီမဖြစ်သူကအရင်လက်ထပ်လို့မရဘူးဖြစ်နေတာကြောင့်သခင်လေးဖေကိုအတင်းအိမ်တော်ချပေးဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့သခင်လေးဖေကစိတ်မရှိတော့ပဲအဲ့ဒီမိန်းကလေးတွေကိုအထဲဝင်ခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့စတိုင်ကြကြနဲ့လှပတဲ့မိန်းကလေးတစ်တုပ်ဟာဗီလာထဲကိုတယောက်ပြီးတယောက်ဝင်လာကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲဝစ်စုံရိုးရိုးလေးနဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့ဟယ်ရွက်လန်ဟာအခြားသူတွေနဲ့မတူပဲအပြေးလွှားရောက်ရှိလာပါတယ်။သူမကတော့အခြားမိန်းကလေးတွေလိုသခင်လေးကိုမျှော်လင့်ချက်နဲ့လာတာမဟုတ်ပဲနေထိုင်စားတောက်စီငိမ့်အိမ်ဖော်အလုပ်ကိုလာလျှောက်တာပါ။သူမဟာဗီလာကြီးရဲ့ခမ်းနားမှုကိုကြည့်ပြီးဒီမှာသာတစ်နှစ်လောက်အလုပ်လုပ်ရရင်သုံးထပ်အိမ်ကြီးဝယ်လို့ရပြီဆိုပြီးစိတ်ကူးရင်နေပါတယ်။အခန်းထဲရောက်တဲ့အခါမှာတော့သခင်လေးဖေရဲ့အလွန်ချုံမောတဲ့ရုပ်ရည်ကိုမြင်ပြီးဟယ်ရွက်လန်တယောက်ငေးကနေဖြစ်သွားပါတယ်။သူမရဲ့အလုပ်ရှင်ရုပ်ရည်အစင်သတ်မှတ်ချက်မှာဒီလူကတော့ထိတ်ဆုံးကပဲလို့မှတ်ချက်ပေးလိုက်ပါတယ်။ဒါပေမဲ့ဘေးပတ်ပတ်လည်ကလှပလုံးတဲ့မိန်းကလေးတွေကိုကြည့်ပြီးသူမတခုတော့နားမလည်နိုင်ဖြစ်နေပါတယ်။အဲ့ဒါကတော့အခုခေတ်မှာအိမ်ဖော်လှုပ်လျှောက်တာတောင်ဒီလောက်တောင်ရုပ်ရည်တွေလှပြီးပြိုင်ဆိုင်မှုပြင်းထန်နေတာလားဆိုတာပါပဲ။အလုသမားလောကရဲ့အလုစူးစမ်းမှုဘရင်မဲလို့တင်စားခံထားရတဲ့အသက်22နှစ်အရွယ်ဟယ်ရွက်လန်ရဲ့အကြောင်းကိုမြင်တွေ့ရမှာပါ။သူမရဲ့ဘဝဆောင်ပုတ်ကမတိမချင်းအလုလုပ်မယ်ဆိုတာဖြစ်ပြီးပတ်စံရဖို့အတွက်အစားတောက်ပိုးတဲ့အလုပါဆယ်ပိုးတဲ့အလုနဲ့ဈေးထဲမှာပစ္စည်းလူဝယ်တဲ့အလုတွေထိအလုပေါင်းစုံကိုမနာတမ်းလုတ်ကင်နေသူပါ။သူမရဲ့တခုတည်းသောရည်မှန်းချက်ကတော့ပတ်စံတွေအများကြီးစုပြီးဇာတိမြေမှာသုံးထပ်ပီလာကြီးစောက်ဖို့ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဟယ်ရွက်လန်ဟာအစားတောက်ပိုးရင်နဲ့မတော်တဆလဲကျသွားပြီးအော်ရာပိုးရမယ့်အချိန်ကျော်သွားခဲ့ပါတယ်။အချိန်ကျော်သွားလို့ရော်ကြီးပေးရမှာကိုစိုးရိမ်နေတဲ့အချိန်မှာပဲအိမ်ထဲကစကားပြောတန်တွေကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့သခင်လေးဖေရဲ့ညီမကသူမရဲ့တငယ်ချင်းကိုငါအကိုကတန်ရှင်းမကြိုက်တာစိတ်လဲဆိုးတတ်တော့တလားကိုအိမ်ဖော်ရောက်20လောက်လဲနေရတယ်တလားကိုလစာ9000ပေးရင်တော့ဘယ်သူမှမလုပ်ချင်ကြဘူးလို့ညီးတွားနေတာပဲဖြစ်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ဟယ်ရွက်လန်ဟာမျက်လုံးတွေဝင်းကနေဖြစ်သွားပါတယ်။အိမ်ဖော်လစာကသူမအလုပ်3ခုပေါင်းလုပ်တာထက်တောင်ပိုရနေတာကြောင့်အခွင့်အရေးကိုလက်လွတ်မခံပဲဒီအလုပ်ကိုငါလုပ်မယ်ဆိုပြီးရှေ့ကိုထွက်လာပါတော့တယ်။သခင်လေးဖေရဲ့ညီမကသူမကိုကြည့်ပြီးမင်းကဘာလုပ်တက်လို့လဲလို့မေးတဲ့အခါမှာတော့ဟယ်ရွက်လန်ကကျမမှာအတွေ့အကြုံလည်းရှိတယ်ငယ်လဲငယ်သေးတယ်လူတွေကိုပြုစုရတာဝါသနာပါတယ်ဆိုပြီးအားတက်တယ်ပြောလိုက်ပါတယ်။သခင်လေးဖေရဲ့ညီမကဟယ်ရွက်လန်ရဲ့ဝစ်စုံကရိုးပေမဲ့သူမရဲ့ဖြူစင်တဲ့အလှကိုကြည့်ပြီးငါအကိုဒီတယောက်တော့ကြိုက်ရင်ကြိုက်သွားမှာပဲဆိုပြီးအင်တာဗျူးကိုခေါ်သွားပါတော့တယ်။ဒါပေမဲ့အင်တာဗျူးခန်းထဲရောက်တဲ့အခါမှာတော့သူမထက်အရင်ရောက်နေတဲ့မိန်းကလေးတယောက်ကသူမရဲ့ဇာတာကဘလောက်ကောင်းကြောင်းနဲ့ယောက်ျားကိုဘလို့ကံကောင်းစေကြောင်းတွေအထိထုတ်ကြွားနေတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဟယ်ရွက်လန်တယောက်အခုခေတ်မှာအိမ်ပေါ်လျှောက်တာတောင်ဇာတာတွေပါကြည့်နေရပြီလားဆိုပြီးအံ့ဩသွားပါတော့တယ်။အင်တာဗျူးခန်းထဲမှာတော့အလှပနဲ့ဇာတာတွေကိုထုတ်ကြွားနေတဲ့မိန်းကလေးကိုသခင်လေးဖေကစိတ်ပြက်လက်ပြက်နဲ့ကုမ္ပဏီတကားဝမှာမကောင်းတဲ့အရာတွေမောင်းထုတ်ဖို့သွားထားလိုက်ဆိုပြီးမောင်းထုတ်လိုက်ပါတယ်။ဒါကိုဘေးကနေစောင့်ကြည့်နေတဲ့ဟယ်ရွက်လန်ကအလုပ်ရှင်ကဗေဒင်တွေလောကုတ်တရားပညာတွေကိုမယုံဘူးပဲဒါကြောင့်လမ်းကြောင်းမမားစေနဲ့ဆိုပြီးသူမရဲ့မတ်စုစာအုပ်ထဲမှာအမှတ်သားလုပ်လိုက်ပါတယ်။နောက်ထပ်မိန်းကလေးတယောက်ကလည်းသခင်လေးဖေကလတ်တက်တာဝါသနာပါတာကိုသိလို့သူမရဲ့အကားအလာတွေနဲ့ဆွဲဆောင်ဖို့ကြိုးစားပေမဲ့သခင်လေးကတော့မိဖို့ချောင်းကိုပို့ပြီးပကံစီခိုင်းလိုက်လို့အမိတ်ပေးလိုက်ပြန်ပါတယ်။ဒါကိုလည်းဟယ်ရွက်လန်ကအရန်ထင်ပေါ်ကြော်ကြားလုံးရင်မကြိုက်ဘူးဆိုပြီးမှတ်သားထားပြန်ပါတယ်။ရန်ပုံငွေစီမံခန့်ခွဲတတ်တယ်လို့ကြွားတဲ့မိန်းကလေးကိုလည်းကုမ္ပဏီအဲဂျုံမှာစည်ရင်မှတ်ခိုင်းဖို့နှင်းထုတ်လိုက်တာကြောင့်ဒီအိမ်ဖော်အလုပ်ကရှောင်ရမယ့်အချက်တွေတကယ်များတာပဲလို့ဟယ်ရွက်လန်တယောက်သိသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟင်းချက်ကောင်းတဲ့ဆိုတဲ့မိန်းကလေး professional ပြိုင်ကားမောင်းသမားမိန်းကလေးတွေဟာတယောက်ပြီးတယောက်အငင်းခံရပြီးတခြားဌာနတွေကိုအပိုးခံရပါတယ်။သခင်လေးဖေကအစားလဲတိတ်မစားဘူးအားကစားလဲမကြိုက်ဘူးအနံ့ပြင်းတာနဲ့အရသာလေးတာတွေလည်းမကြိုက်တဲ့အပြင်စကားနားထောင်လုံးတဲ့သူတွေကိုပါမကြိုက်ဘူးဆိုတာဟယ်ရွက်လန်တယောက်အကုန်လိုက်မှတ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့အတန်ချွဲချွဲလေးနဲ့လာဆွဲဆောင်တဲ့မိန်းကလေးကိုတောင်သခင်လေးကစိတ်မရှိတော့ပဲအာဖရိကကိုပို့ပစ်လိုက်ဖို့အထိပြောပါတယ်။ဒီလိုနဲ့မိန်းကလေးတွေအကုန်လုံးအဆင်မပြေပဲဖြစ်နေတဲ့အချိန်မှာအလှည့်ရောက်လာတဲ့ဟယ်ရွက်လန်ကိုသခင်လေးဖေကတေချာစိုက်ကြည့်ပြီးသူမရဲ့ဝတ်စုံကတော့အတော်လေးထူးခြားတာပဲဒါပေမဲ့ငါကရိုးကလေးတွေကိုမကြိုက်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဟယ်ရွက်လန်ကတော့ဘာကိုဆိုလိုမှန်းနားမလဲပဲကြောင်အန်းဖြစ်သွားရပါတယ်။ဒီလိုနဲ့ဟယ်ရွက်လန်ရဲ့အလှည့်ရောက်တဲ့အခါမှာတော့သူမဟာချက်ချင်းပဲရှိကိုတက်ပြီးကျမကစောစောကလာလျှောက်တဲ့သူတွေထက်အတွေ့အကြုံပိုရင်းကျက်ပါတယ်ဆိုပြီးသူမရဲ့ကိုရေးရစဝင်နဲ့အတူအိမ်ပေါ်လုပ်ငန်းလိုင်စင်လက်မှတ်တွေကိုထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့သခင်လေးဖေကသူမကိုစူးစိုက်ကြည့်ပြီးမင်းရဲ့ဘဲချက်ကများရင်းကျက်လို့လဲပြီးတော့ငါကစက်ကောင်တူဆင်ပြီးကစားတာတွေကိုမကြိုက်ဘူးလို့ပြောတာကြောင့်သူမတယောက်ကြောင့်အန်းဖြစ်သွားရပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကိုသခင်လေးဖေရဲ့ပထွေးဖြစ်သူဖေမီသားစုရဲ့ကြော့အစ်စ်ရောက်လာပြီးတို့ဖေမီသားစုရဲ့လူရွေးတဲ့စံနှုန်းကဘယ်ချိန်ကစပြီးဒီလောက်အထိနှိမ့်ချသွားရတာလဲဆိုပြီးဟယ်ရွက်လန်ကိုနှိမ့်ချပြောဆိုပါတော့တယ်ဒါတင်မကပဲသခင်လေးဖေကိုလည်း
မင်းဖွားကမိသားစုကုန်ချက်ကိုအလေးထားတာမကြခင်ပြန်လာတော့မှမလို့အချိန်ကုန်မခံပဲတခြားမိန်းကလေးပဲရှာလိုက်တော့မဟုတ်ရင်မင်းလက်မထက်ချင်လဲထက်ရလိမ့်မယ်ဆိုပြီးလာရောက်ဖိအားပေးပါတော့တယ်စိတ်အနှောက်အယှက်ဖြစ်သွားတဲ့သခင်လေးဖေကဟဲရွက်လန်ကိုကြည့်ပြီးမင်းအခုချက်ချင်းသူမကိုငါအိမ်ထဲကနေမောင်းထုတ်လိုက်မယ်ဆိုရင်ငါမင်းကိုအလုတ်ခတ်မယ်လို့အမိန့်ပေးလိုက်ပါတယ်အခွင့်အရေးကိုစောင့်နေတဲ့ဟဲရွက်လန်ကလည်းချက်ချင်းပဲသူမရဲ့အိတ်ထဲကရေမုန်ဖြန်းမှုကိုထုတ်ပြီးဘဲကနေဒီလောက်အထိကြီးတဲ့ရင်ကောင်းကြီးရောက်လာတာလဲရှင်းစီကတန်းတွေကိုတက်ပေးမယ်ဆိုပြီးအဲ့ဒီမိမကြီးကိုပိုးသက်စေဖြန်းတယ်လို့မျိုးလိုက်ဖြန်းပြီးအိမ်ပြင်ရောက်အောင်မောင်းထုတ်ပစ်လိုက်ပါတော့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးသခင်လေးဖေတယောက်အံ့ဩမြင်တက်သွားပါတယ်အဲ့ဒီနောက်ဟဲရွက်လန်ကဒါကတကယ်ပိုးသက်စေမဟုတ်ပဲရေတက်ဖြစ်အလှကုန်ဘူးပါသူမကိုလန့်အောင်ဆနောက်လိုက်တာလို့ရေမောပြီးပြောလိုက်တဲ့အခါမှာတော့သခင်လေးဖေကသူမရဲ့မြန်ဆန်တဲ့တုတ်ပြန်မှုနဲ့ရဲတင်းမှုကိုသဘောကျသွားပါတော့တယ်အိမ်ကအရှုပ်ထုတ်ပူညံကိစ္စတွေကိုဖြေရှင်းဖို့အတွက်သူမဟာအသင့်တော်ဆုံးပဲလို့သခင်လေးဖေကတွေးတောပြီးမင်းတကယ်ကိုကျွမ်းကျင်မှုအပြည့်ရှိတာပဲဆိုပြီးအလုတ်ခန့်ဖို့သဘောတူလိုက်ပါတယ်ဟဲရွက်လန်ကဒီနေ့ပဲအလုတ်ဆဆင်းလို့ရတဲ့ဝန်ထမ်းယူနီဖောင်းထုတ်ဖို့ဘယ်သွားရမလဲလို့မေးလိုက်တဲ့အခါသခင်လေးဖေကယူနီဖောင်းဆိုပြီးပြန်မေးရကနေအခြေအနေတွေပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတော့တယ်တခင်လေးဖေကသူမကိုအလုတ်ခန့်ဖို့သဘောတူလိုက်ပြီးတဲ့နောက်ဝန်ထမ်းယူနီဖောင်းအကြောင်းပြောရကနေတို့အလုတ်ကတူညီတဲ့ဝတ်စုံဝတ်ရတာမဟုတ်ဘူးလားလို့ဟဲရွက်လန်ကပြန်မေးလိုက်ပါတယ်အကောင်းဆုံးကတော့အလုတ်ရှင်ဘက်ကပြင်ဆင်ပေးတာပေါ့လို့သူမကအပြစ်ကင်းနဲ့ပြောလိုက်ပေမဲ့တခင်လေးဖေကတော့တိုးနှစ်ယောက်ကြားကကိစ္စကအလုတ်သဘောအယောင်းအဝယ်တက်ပဲမတွေးတင်တာတွေရှောက်မတွေးနဲ့လို့တတိပေးပြီးငွေပမာဏကန့်သက်ချက်မရှိတဲ့ကတ်အမဲကြီးကိုထုတ်ပေးကမိန်းကလေးတွေထိန်းချင်ရင်ပတ်စံပေးလိုက်ရုံပဲလို့တွေးတောသွားပါတော့တဲဟဲရွက်လန်ကလည်းဇလန်းတို့တွေကလို့ကတ်အမဲကြီးကိုကိုယ်တိုင်ကန်ခွင့်ရလို့အံ့ဩဝမ်းသာသွားပြီးအရာရာကိုအမိတ်အတိုင်းနာခံပါမယ်လို့ကတိပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမကိုတီးတန့်ပြင်ဆင်ပေးထားတဲ့အခန်းစီခေါ်သွားပြီးသူမရဲ့အရွယ်စားအတိုင်းအထူးချုပ်လုပ်ထားတဲ့တံပိုးကြီးအဝတ်စားတွေကိုပါပေးအပ်ခဲ့ပါတယ်အစင်းမြင့်အိမ်ဖော်တယောက်ရဲ့ခံစား권ကိုသဘောကျနေတဲ့ဟဲရွက်လန်ဟာအိမ်ထိဦးလေးကြီးစီကနေသခင်လေးဖေရဲ့အကြောင်းတွေကိုစုံစမ်းမေးမြန်းခဲ့ပါတယ်ဦးလေးကြီးပြောပြချက်အရသခင်လေးဖေဟာသူ့ရဲ့အဖွားနဲ့စီးပွားရေးအရာအမြဲတမ်းတိုင်ဆိုင်နေရပြီးအဖွားဖြစ်သူအလိုမကျဖြစ်အောင်ကုမ္ပဏီကိုရှုံးနိမ့်အောင်တမင်သက်သက်အရှုပ်ထွေးစီမံကိန်းတွေမှာရင်းနှီးမြှုပ်နှံခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ပိုပြီးထူးဆန်းတာကသခင်လေးဖေအရှုပ်လုပ်ပြီးရင်းနှီးမြှုပ်နှံလိုက်တဲ့စီမံကိန်းအသစ်တွေကြောင့်ပဲအဖွားဖြစ်သူဟာကမ္ဘာအချမ်းသာဆုံးစည်းရင်းတွေကိုရောက်သွားခဲ့ပါတယ်။ဒါကပဲချမ်းသာတဲ့သူတွေရဲ့ကမ္ဘာပေါ်ပို့ပြီးအရှုပ်လုပ်လေပိုချမ်းသာလေပဲမလို့သခင်လေးဖေမှာရှုံးအောင်လုပ်လို့မရပဲပတ်စံတွေပိုရနေတာကြောင့်အတော်လေးဖိအားများပြီးတညလုံးအိမ်မပျော်တဲ့ဝေဒနာကိုခံစားနေရရှာပါတယ်။ဒီအကြောင်းကိုသိသွားတဲ့ဟဲရွက်လန်ကဒါဆိုရင်ကျမဒီနေ့ညကစပြီးသူ့ကိုညပိုင်းဝန်ဆောင်မှုပေးရမယ်။သူ့ရဲ့စိတ်မအေးဖြစ်နေတဲ့ဒေါသတွေကိုတေချာလေးကုသပေးရမယ်ဆိုပြီးစိတ်ကူးရသွားပါတော့တယ်။ဒီလိုနဲ့ညဘက်ရောက်တဲ့အခါဟဲရွက်လန်ဟာသခင်လေးဖေရဲ့အခန်းတကားကိုတွားခောက်ပြီးသခင်လေးဖေကျမရှင့်အတွက်တီးတန့်ညပိုင်းဝန်ဆောင်မှုပေးဖို့လာတာပါရှင်လို့ပြောပြီးအထဲဝင်ဖို့ကြိုးစားပါတော့တယ်သခင်လေးဖေကတကားဖွင့်ပေးပြီးမင်းဘာလို့မလို့လဲငါဘာဝန်ဆောင်မှုမှမလို့ဘူးလို့အေးဆက်ဆက်နဲ့ညှင်းဆန်ပေမဲ့ဟဲရွက်လန်ကတော့ကျမရဲ့အလုပ်ကရှင့်ကိုပြုစုဖို့လေရှင်ကကျမကိုအထဲပေးမဝင်ရင်ကျမရှင့်ကိုဘယ်လိုပြုစုရမလဲဆိုပြီးအထဲကိုအတင်းစုဝင်ဖို့ပြင်ဆင်နေပါတယ်နောက်ဆုံးမှာတော့စောင့်တထဲကိုပိုက်ပြီးအထဲဝင်ဖို့လုပ်နေတဲ့ဟဲရွက်လန်ကိုကြည့်ပြီးသခင်လေးဖေကမင်းကငါအခန်းထဲမှာပါလာအိတ်ချင်နေတာလားဆိုပြီးပြောလိုက်ပါတယ်ဟဲရွက်လန်ကကျမသခင်လေးရဲ့အခန်းထဲမှာတွားအိမ်မှာမဟုတ်ပါဘူးဒါဆိုကျမဘယ်မှာအိပ်ရမလဲလို့ပြန်မေးတဲ့အခါသခင်လေးဖေကငါ့မှာဒီလိုလိုအပ်ချက်တွေမရှိဘူးမင်းငါ့ကိုစိတ်ရှုပ်အောင်လာမလုပ်နဲ့လို့အေးဆက်ဆက်နဲ့နှင်ထုတ်ပြီးတကားပိတ်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့ဟဲရွက်လန်ကတကားကိုအတင်းဆွဲထားပြီးရှင်ကဘာလို့လိုအပ်ချက်မရှိဘူးလို့ပြောရတာလဲကျမအရင်ကလုပ်ခဲ့ဘူးတဲ့အိမ်မှာဆိုရင်ကလေးကတညကိုလို့9ကြိမ်တောင်ထတောက်တာအိမ်ပေါ်လှုပ်တုံးကလည်းတညကိုလိုအပ်ချက်တွေအများကြီးရှာပြီးခဲ့တာပဲဆိုပြီးသူမရဲ့အိမ်ပေါ်တွေ့ကြုံတွေကိုထုတ်ကြွပါတော့တယ်ဒါကိုကြားလိုက်ရတဲ့သခင်လေးဖေကမင်းကငါ့ကိုဘာရီလာကြွားနေတာလဲမင်းစကားတွေအများကြီးပြောပြီးကိုတက်တည်ပြချင်နေတာလားဇလန်းတို့တွေအကြည့်များသွားပြီးထင်တယ်လို့စိတ်ပြက်လက်ပြက်နဲ့ပြောလိုက်ပါတယ်ဟဲရွက်လန်ကလည်းလက်မလျှော့ပဲကိစ္စမရှိပါဘူးသခင်လေးဖေရှင်းမှာလိုအပ်ချက်30ကြိမ်ရှိရင်တောင်ကျမကအကုန်ဖြည့်ဆည်းပေးမှာပါလို့ဆွပြောနေတာကြောင့်သခင်လေးဖေကစိတ်မရှိတော့ပဲသူမရဲ့နဖူးကိုတွန်းထုတ်ပြီးထွက်သွားစမ်းမင်းနောက်တစ်ခါတကားလာခောက်ရဲရင်အခုချက်ချင်းအထုတ်ပြင်ပြီးအိမ်ကဆင်းသွားတော့လို့ဒေါသတကြီးနဲ့မောင်းထုတ်လိုက်ပါတော့တယ်ဟဲရွက်လန်လည်းနောက်ဆုံးကြမှကြောက်သွားပြီးဒါဆိုရင်မနက်ခင်းအတွက်နှိုးတဲ့ဝန်ဆောင်မှုကိုလိုအပ်လားဟင်အတန်တိုးကျေကိုလည်းစိတ်ကြိုက်ချိန်လို့ရတယ်နော်လို့တကားကြားကနေချွဲနှွဲပြီးထပ်မေးလိုက်ပါသေးတယ်သခင်လေးဖေကမလိုဘူးလို့အော်ပြီးတကားကိုဝုန်းကနေစောင့်ပိတ်ပစ်လိုက်တာကြောင့်ဟဲရွက်လန်လည်းစိတ်ပြက်လက်ပြက်နဲ့ညပိုင်းဝန်ဆောင်မှုလည်းမလိုဘူးဆိုတော့တို့လည်းညဘက်အေးရေးပြက်ခံပြီးအချိန်ပိုဆင်းစရာမလိုတော့ဘူးပေါ့သခင်လေးကတကယ်ကိုကျင်နာတတ်တဲ့အလုပ်ရှင်ကောင်းတစ်ယောက်ပဲဆိုပြီးဂျီနက်ကရေမောနေပါတော့တယ်နောက်တနေ့မနက်မှာတော့သခင်လေးဖေကအဝတ်စားလဲပြီးအောက်ထပ်ကိုဆင်းလာခဲ့ပါတယ်အိမ်ထိန်ဦးလေးကြီးကသခင်လေးတမင်တက်ရှုံးအောင်လုပ်ဖို့ပစိဖိတ်သမုဒ္ဒရာတွေကရေတွေကိုမော်တာနဲ့စုပ်ထုတ်မဲ့ပင်လယ်စာရောင်းဝယ်ရေးစီမံကိန်းအသစ်မှာရင်းနှီးမြှုပ်နှံလိုက်တာလေအဲ့ဒီကုမ္ပဏီကသုတေသနအဖွဲ့ကအခုပင်လယ်နက်ထဲမှာသုံးလို့ရတဲ့ဖိအားတံခံပစ္စည်းအသစ်တွေကိုတကယ်ထုတ်လုပ်နိုင်သွားတယ်လို့လာရောက်သတင်းပို့ပါတယ်ဒါတင်မကပဲအဲ့ဒီစီမံကိန်းကိုနိုင်ငံတော်အဆင့်အတိမတ်ပြုအဖွဲ့ကပါသဘောကျသွားတာကြောင့်ကုမ္ပဏီရဲ့တန်ဖိုးကအစ100တောင်ထက်တက်သွားခဲ့ပါတယ်သခင်လေးဖေကတော့ဖေမီသားစုကိုပြိုလဲအောင်ပဲလုပ်ချင်တာဖြစ်လို့
ငါကဖေမိသားစုကိုပဲဖျက်ဆီးကျင်တာဘာလို့ဒီလောက်တောင်ခက်ခဲနေရတာလဲဆိုပြီးစိတ်ညစ်သွားရှာပါတယ်။အဲ့ဒီအချိန်မှာပဲအောက်ထပ်လေကားကနေဟယ်ရွက်လန်တယောက်အိမ်ဖော်ဝစ်စုံအစ်လေးဝစ်ပြီးလေကားလက်ရန်တွေကိုတေချာပုတ်တိုက်တန့်ရှင်းရေးလုပ်နေတာကိုသခင်လေးဖေမြင်တွေ့လိုက်ရပါတယ်။ဟယ်ရွက်လန်ကသခင်လေးဖေကိုကြည့်ပြီးချိုချိုတာတာလေးပြုံးပြလိုက်ပေမဲ့သခင်လေးဖေကတော့သူမဝစ်ထားတဲ့ဝစ်စုံကိုစူးစိုက်ကြည့်ပြီးမင်းကိုဒီလိုဝစ်စုံမျိုးဝစ်ဖို့ဘသူကခွင့်ပြုလိုက်တာလဲလို့အေးဆက်ဆက်နဲ့မေးမြန်းလိုက်ပါတော့တယ်။ဟယ်ရွက်လန်ကလည်းသခင်လေးပေးထားတဲ့အဝစ်စားတွေကအလုပ်လုပ်ရတာအဆင်မပြေလို့အိမ်ကအန်တီဝန်စီကနေခဏချစ်ဝစ်ထားတာပါဝစ်စုံကနည်းနည်းလေးသေးနေတာကလွယ်ရင်အဆင်ပြေပါတယ်။ကျမစိတ်ကြိုက်မှထားတဲ့ဝစ်စုံကဒီနေ့မှရောက်မှမလို့ပါလို့ပြန်ရှင်းပြပါတယ်။ဒါပေမဲ့သခင်လေးဖေကစိတ်ဆိုးသွားပြီးအခုချက်ချင်းသွားလဲလိုက်မလဲရင်အိမ်ကဆင်းသွားတော့လို့အမိန့်ပေးတာကြောင့်ဟယ်ရွက်လန်တယောက်မျက်စောင်းထိုးပြီးညညူကပြန်လှည့်သွားပါတော့တယ်။သူမကလှေကားပေါ်ကဆင်းသွားရင်းနဲ့တနေ့မောင်းထုတ်ဖို့ပဲသူ့ကိုယ်သူအဝစ်လျှော်ဆက်ထဲကဒလိမ့်တုံးကြီးမှတ်နေလားမသိဘူးဆိုပြီးပါဇက်ကနေတွတ်နဲ့မကြည်မနက်ပစာရွတ်နေခဲ့ပါတယ်။ဒါကိုသခင်လေးဖေကကြားသွားပြီးမင်းမပြောလိုက်တယ်လို့လှမ်းမိတဲ့အခါဟယ်ရွက်လန်ကချက်ချင်းမျက်နှာပြောင်းပြီးကျမအခုချက်ချင်းသွားလဲလိုက်ပါမယ်သခင်လေးကောင်းသွားပါရှင်လို့ရှာလေးထုတ်ပြီးဖားလိုက်ပါသေးတယ်သခင်လေးဖေထွက်သွားပြီးတဲ့နောက်သူမကအိမ်ထဲဦးလေးကြီးကိုဦးလေးကြီးအစင်ပြေရဲ့လားဟင်လို့စိုးရိမ်ကြီးနဲ့မေးမြန်းပါတယ်ဦးလေးကြီးကတက်ပြင်းချပြီးသခင်လေးကလူရွေးအရန်စစ်တာပြီးခဲ့တဲ့6လအတွင်းတင်အိမ်ပေါ်9ယောက်လောက်လဲခဲ့တာဦးလေးဒီအိမ်မှာအလုပ်လုပ်တာ9လရှိပြီဆိုပေမဲ့ဒီတစ်ခေါက်တော့ဦးလေးလည်းအလုပ်ပြုတ်တော့မယ်ထင်တယ်လို့စိတ်ပြက်လက်ပြက်နဲ့ပြောပြပါတယ်ဒါကိုကြားလိုက်ရတဲ့ဟယ်ရွက်လန်ကအိမ်ပေါ်တွေကတလားတောင်အလုံးမမြဲဘူးဆိုတာသိသွားပြီးမဖြစ်ဘူး။အားရဲ့လစာ9000ကဒီအတိုင်းအပြောက်မခံနိုင်ဘူး။ငါအလုပ်စူးစမ်းပြီးအတီးပြုဝန်ထမ်းအဆင့်ရောက်အောင်ကိုစူးစမ်းရမယ်ဆိုပြီးစိတ်ကူးရင်အားခဲလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူမဟာအင်ဂျီဖြူနဲ့စကက်ရှည်လေးဝတ်ပြီးအင်ဂျီတအိမ်လုံးကိုစိတ်ရောကိုယ်ပါနှစ်မြုပ်ကမနာတမ်းတန့်ရှင်းရေးလုပ်တာဟင်းချက်တာတွေကိုတက်ကြွနဲ့ကျွမ်းကျင်စွာလုပ်ကင်နေပါတော့တယ်။သူမရဲ့တရှိရေးကစစ်ဆက်လုံးလို့အိမ်ကတခြားအလုပ်သမားတွေတောင်ဒီအိမ်မှာငါတို့ပြင်ရမယ့်အရာတွေတခုမှမရှိတော့ဘူးကျန်းပြင်ပေါ်မှာသပင်တပင်တောင်မကြံအောင်တန့်ရှင်းတာငါတို့လည်းအလုပ်ပြုတ်တော့မှာပဲဆိုပြီးအံ့အောင်စိတ်ပြက်နေကြပါတယ်တနေ့မှာတော့သခင်လေးဖေကအပြင်ကပြန်လာပြီးအိမ်ထဲကိုဝင်လာတဲ့အခါအိမ်ထဲဦးလေးကြီးကသခင်လေးဖေရဲ့အနောက်ကနေလိုက်လာရင်ဟယ်ရွက်လန်ကိုလှမ်းကြည့်ပြီးဟယ်ရွက်လန်မင်းကတကယ်ကိုအိမ်ကတော့ကြီးတယောက်လိုအစွမ်းပြနေတာပဲလို့တိုးလေးချီးကျူးလိုက်ပါတယ်သခင်လေးဖေအခန်းထဲမှာထိုင်နေတဲ့အချိန်မှာဟယ်ရွက်လန်ကသူမကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားအစာတစ်ခွက်ကိုယူလာပြီးသခင်လေးဖေရဲ့ရှေ့မှာလာချပေးလိုက်ပါတယ်သခင်လေးဖေကဒါကဘာလဲလို့မေးတဲ့အခါဟယ်ရွက်လန်ကဒါကတိုင်းရင်းစစ်ဖက်ဝင်ခောက်ဆွဲပါသခင်လေးမနေ့ကသခင်လေးရင်ပြည့်ပြီးနေမကောင်းဘူးဆိုလို့ကျမတီးတန့်ချက်ပေးတာပါမြေးစမ်းကြည့်ပါဦးလို့ပြုံးလေးပြောလိုက်ပါတော့တယ်ဒီမြင်ကွင်းကိုမိဖို့ချောင်းထဲကနေချောင်းကြည့်နေတဲ့စာပုံမူကြီးကငါတော့လုံးဝမယုံဘူးသခင်လေးဖေရဲ့စားတောက်တဲ့အကြိုက်ကိုသူမကသာစိတ်တိုင်းကြအောင်လုပ်နိုင်ရင်ငါနာမည်ကိုပြောင်းပြန်ရေးပြမယ်လို့ကြွားလုံးထုတ်ပါတယ်တခြားအိမ်ဖော်တယောက်ကလည်းဒီခောက်ဆွဲထဲမှာအသားတစ်ဖက်တောင်မပါဘူးသခင်လေးကဒါမျိုးကိုဘယ်တော့မှစားဘူးလို့လဲဆိုပြီးဟယ်ရွက်လန်ကိုအထင်သေးနေကြပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သခင်လေးဖေကဇွန်းနဲ့တုတ်ချောင်းကိုကင်ပြီးဟယ်ရွက်လန်ချက်ပေးတဲ့ဆေးဖက်ဝင်ခောက်ဆွဲကိုစားဖို့ပြင်ဆင်နေပါတယ်ကြီးများလုံးလို့ဘယ်သူမှအလိုမကျနိုင်တဲ့အပြင်ဘာကြွေးညင်းပယ်လေးရှိတဲ့သခင်လေးဖေရဲ့ပါဇက်ကိုလမ်းပညာဈေးတန်းမှာနှစ်တောင်အပင်ပန်းခံပြီးလက်ရသွေးခဲ့ရတဲ့ဟယ်ရွက်လန်ကတော့အောင်မြင်မြင်နဲ့ဖန်ဆားနိုင်ခဲ့ပါပြီသူချက်ပြုတ်ကျွေးမွေးလိုက်တဲ့ဟင်းလျာကိုညီစံပြီးချင်းမှာပဲသခင်လေးဖေရဲ့ပါဇက်ကနေအစားအသောက်ကတကယ်ကြီးအရသာရှိလားချီလားဆိုပြီးချီကျူးတန်ထွက်လာခဲ့တာပါအမြဲတမ်းအစားအသောက်ကြီးများတက်တဲ့တထေးမျိုးကိုကင်တွယ်ရတာအေးဆေးပါပဲလို့ဟယ်ရွက်လန်တယောက်စိတ်ထဲကနေပုံဝါနေတဲ့အချိန်မှာပဲသခင်လေးဖေကပုံမှန်ပါပဲလို့မာနာကြီးနဲ့ပြန်ပြောခဲ့ပါသေးတယ်ဒါပေမဲ့လည်းနောက်ထပ်နေ့လည်စာအတွက်ဘာသုံးဆောင်ခြင်းလဲလို့မေးတဲ့အခါမှာတော့သခင်လေးဖေကနန်ယုံနေချက်ဆိုပြီးကိုယ်တိုင်ဟင်းထက်မှာသွားခဲ့တဲ့အပြင်ခြံထားခဲ့တဲ့ဟင်းတွေကိုလည်းကုံအောင်စားသွားခဲ့တာပါအမြဲတမ်းကြီးများပြီးဘာကြွေးကြိုက်တာလို့ပဲအေးဆက်ပြောတတ်တဲ့သခင်လေးဖေကအခုလိုကိုယ်တိုင်ဟင်းမှာသွားတာကုံအောင်စားသွားတာတွေကိုမြင်လိုက်ရတဲ့ဘေးကလူတွေနဲ့ဝန်ထမ်းတွေခမ်းများမှာတော့အံ့ဩလုံးမျက်စိမှာအားရလားဆိုပြီးယုံတဲတွေဖြစ်ကုန်ကြပါတယ်တကယ်တော့သခင်လေးဖေရဲ့နောက်ွယ်မှာလှုပ်ဝက်ချက်ကြီးတစ်ခုရှိနေခဲ့တာပါသူကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဖျက်ဆီးပြီးစန့်ကျင်ဖို့စူးစမ်းနေတဲ့အဖွားဖြစ်သူရဲ့အစီအစဉ်တွေကိုတုံ့ပြန်တွန်းလှန်ဖို့အတွက်ဟယ်ရွက်လန်ကိုရွှေဝါငှက်လေးတစ်ကောင်လိုအသုံးချဖို့လှုပ်ဝက်မွေးမြူထားတာဖြစ်ပါတယ်ဟယ်ရွက်လန်ကတော့သခင်လေးဖေရဲ့စိတ်ထဲမှာဘလို့ကွက်တွေရွှေ့ပြီးဘာတွေကြံစည်နေလဲဆိုတာမသိရှာပါဘူးသူသိတာကတော့သခင်လေးဖေကသူ့ကိုမခွဲနိုင်အောင်အစွမ်းကုန်စူးစမ်းပြပြီးဒီတထေးကြီးကိုဖမ်းဆုပ်ထားနိုင်ရင်သူ့ရဲ့ဘဝလည်းအောင်မြင်နဲ့အခြေကျသွားပြီလို့ပဲတွေးထားတာပါဒါကြောင့်လည်းသခင်လေးဖေကသူ့ကိုရွှေဝါငှက်ဆိုရင်ရွှေဝါငှက်ရဲ့အတိတရားရှိရမယ်လို့တတိပေးတဲ့အခါမှာဘာကြောင့်မသိပေမဲ့ခေါင်းငိမ့်ပြီးအလိုလိုက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲအခန်းထဲမှာအလွဲချော်တွေဖြစ်ပြီးဟယ်ရွက်လန်ရဲ့ယူနီဖောင်းကြီးပေါ်ကိုကော်ဖီတွေမှောက်ချက်ကအဝတ်စားတွေဆူရွှဲသွားခဲ့ပါတယ်အဲ့ဒီလိုအဝတ်စားဆိုကြီးနဲ့သခင်လေးဖေနဲ့အနီးကပ်ရှိနေပြီးဖတ်ထားသလိုဖြစ်နေတဲ့အချိန်မှာပဲသခင်လေးဖေရဲ့ညီမဖြစ်သူကအခန်းထဲကိုစုဝင်လာပြီးကွက်တီကြီးတွေ့သွားပါတော့တယ်ညီမဖြစ်သူကတော့သူတို့နှစ်ယောက်ကိုမနဲ့စောစီစီအခန်းထဲမှာယူနီဖောင်းဆိုကြီးနဲ့အကွက်ဆန်းတွေစော့နေကြတာလားဆိုပြီးတလွဲတွေအကြီးကျယ်အထင်လွဲသွားခဲ့တာပါဟယ်ရွက်လန်ကသူတို့ထင်တယ်လို့တတ်မှုမျိုးမဟုတ်ပါဘူးလို့ပြတလဲရှင်းပြပေးမယ်လေညီမဖြစ်သူကတော့နားမထောင်တဲ့အပြင်တကယ်ကိုလမ်းလုံးနဲ့ဆိုပြီးသဘောကျနေခဲ့ပါတယ်သခင်လေးဖေကတော့အရန်စိတ်တူသွားပြီးဟယ်ရွက်လန်ကိုသူ့ရှိကနေအခုချက်ချင်းမောင်းထုတ်ဖို့ဒေါသတကြီးအမိတ်ပေးပါတော့တယ်ဒီလိုကြောက်စရာကောင်းတဲ့တထေးအောက်မှာအသက်အန္တရာယ်ကပိုအရေးကြီးတယ်ဆိုပြီးဟယ်ရွက်လန်တယောက်အလုပ်ထွက်ဖို့ပြင်ဆင်ပေမဲ့လည်းသခင်လေးဖေရဲ့ညီမကတော့လုံးဝပြေးမထွက်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့အကူဖြစ်တဲ့သခင်လေးဖေအမြန်ဆုံးလက်ထပ်ဖြစ်မှသာသူလည်းပဲစိတ်အေးလက်အေးအိမ်အောင်ပြုခွင့်ရမှာမို့လို့ပါဒါကြောင့်ညီမဖြစ်သူကဟယ်ရွက်လန်ကိုလက်မလွတ်ပဲသခင်လေးဖေရဲ့အနားမှာတေချာစူးစမ်းပြအမြန်ဆုံးအတီးဖြစ်အောင်လုပ်ဖို့တိုက်တွန်းပါတော့တယ်
တခင်လေးဖေကဒေါသတကြီးနဲ့သူ့ကိုအခုချက်ချင်းဒီကနေမောင်းထုတ်လိုက်စမ်းလို့အမိတ်ပေးနေချိန်မှာဘေးကတငယ်ချင်းဖြစ်သူကဆိတ်ရှုပ်ဖို့ဝိုင်းဖြောင်းဖြန့်နေရပါတယ်။တစ်ဖက်မှာလည်းအိမ်ပေါ်မလေးဟဲရွက်လန်ကမစ္စတာဖေရဲ့ကြောက်စရာကောင်းတဲ့အပြုအမူတွေကြောင့်တကယ်ပဲသူမကိုအတိအကျခန့်ကျင်လို့လားဆိုပြီးစိုးရိမ်စိတ်ပြက်နေရှာပါတယ်။ဒါကိုအကွက်ချခြင်းနဲ့တခင်လေးဖေရဲ့ညီမနဲ့တငယ်ချင်းဖြစ်သူကတော့ဒီတိုင်းသာလွတ်ထားရင်နှစ်ယောက်သားလမ်းခွဲသွားနိုင်တာမို့အစီအစဉ်တစ်ခုကိုတိတ်တဆိတ်ကြံစီပါတော့တယ်။ဘာမှမသိရှာတဲ့ဟဲရွက်လန်ကတော့ညစာမစားရသေးတဲ့တခင်လေးဖေအတွက်စိတ်ပူပြီးအခမ်းအနားကိုရောက်လာခဲ့ပေမဲ့ဒေါသမပြေသေးဘူးအထင်နဲ့ပြန်လှည့်ထွက်မှာပဲအခန်းထဲကတခင်လေးဖေကသူမကိုအတင်းဆွဲခေါ်ပြီးနေရံမှာကတ်ထားလိုက်ပါတယ်။စိတ်ခက်ခံထားရလို့အတိစိတ်လွတ်လူနေပါဖြစ်နေတဲ့တခင်လေးဖေကငါမစားတင်တာစားမိလို့ကူညီဖြစ်ရှင်းပေးဦးမြန်မြန်ချွတ်လိုက်ဆိုပြီးအတင်းကျပ်ပြောလာတဲ့အခါမှာတော့ဟဲရွက်လန်တယောက်ဘာလို့ရမှန်းမသိပဲကြောက်လန့်တကြားနဲ့ဇဝေဇဝါဖြစ်သွားရပါတယ်။ကိုထိမ့်သိမ့်ဖို့တတိပေးနေတဲ့ဟဲရွက်လန်ကိုတခင်လေးဖေကသူမရဲ့အိမ်ပေါ်ဝစ်စုံကိုအပြစ်တင်ရင်ဒါကသူ့ကိုမြူဆွဲနေတာမဟုတ်ဘူးလားလို့ရမတ်စောနဲ့ဆွဆွဲပါတော့တယ်။တစ်ဖက်မှာတော့ညီမဖြစ်သူနဲ့တငယ်ချင်းကသူတို့အကွက်အောင်မြင်ပြီးရင်ဆိုင်ရမယ့်ပြဿနာတွေအားလုံးတခင်လေးဖေညင်မရတော့ပဲသူတို့အတွက်နေကောင်းရက်သားတွေရောက်လာတော့မယ်ဆိုပြီးကြိုတင်ပြောရှင်နေကြပါတယ်။အသက်ဘေးကြုံနေရတယ်လို့ခံစားနေရတဲ့ဟဲရွက်လန်ကတခင်လေးဖေကိုစိတ်အေးထားဖို့ပြောရင်းလစာသုံးစာပေးပြီးအချိန်ပိုဆင်းခိုင်းတဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့အခြေအနေကိုထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်။သူမဟာအခန်းပြင်ကိုအမြန်ထွက်ပြီးရေခဲပြားတွေအပြည့်ထည့်ထားတဲ့လင်ပန်းကိုယူဆောင်လာကားရှင်ကိုပြုစုဆောင်ရှောက်ဖို့ကကျမတာဝန်ပဲဆိုပြီးတခင်လေးဖေရဲ့ကိုပေါ်ကိုရေခဲရည်တွေနဲ့ပတ်ချလိုက်ပါတော့တယ်။ရုတ်တရက်အေးစိတ်သွားတဲ့ရေခဲရည်တွေကြောင့်တခင်လေးဖေတယောက်အသိစိတ်အနှဲငယ်ပြန်ဝင်လာပြီးမြင်ဟဲရွက်လန်ကရှင်တစ်ခုခုမတန့်ရှင်းတာစားမိပုံရလို့အပူချိန်လျှော့ချပေးတာဆိုပြီးပြောလိုက်တဲ့အခါမှာတော့တခင်လေးဖေတယောက်ဒေါသတကြီးနဲ့ဟဲရွက်လန်မင်းတေချာပေါက်ခံရပြီဆိုတဲ့အကြည့်မျိုးနဲ့စိုက်ကြည့်နေပါတော့တယ်တခင်လေးဖေကတေချာပေါက်ခံရပြီးဆိုတဲ့အညိုတေးပြေးနဲ့စိုက်ကြည့်နေချိန်မှာပဲရေခဲရည်အရှင်ကြောင့်ချမ်းတုံပြီးအဆက်မပြတ်နှာချီပါတော့တယ်ဘေးကဟဲရွက်လန်ကလည်းအခြေအနေဒီလောက်အထိဆိုးရွားသွားလိမ့်မယ်လို့မထင်ထားမိတာမို့တောင်းပန်ရင်သူမရဲ့ချင်းအင်ဂျီကိုပါချွတ်ပြီးတခင်လေးဖေကိုအတင်းလွှမ်းခြုံပေးကဆေးရုံကိုအပြေးလွှားခေါ်လာခဲ့ပါတယ်ဆေးရုံရောက်တော့ဟဲရွက်လန်တယောက်အရေးပေါ်ဌာနကိုအော်ဟစ်ရှာဖွေပြီးဆရာဝန်နဲ့ပြသပေးခဲ့ပေမဲ့တခင်လေးဖေကတော့စိတ်ထဲကနေသူလည်းတမင်လောက်တာမဟုတ်ပါဘူးဟဲရွက်လန်ပေါ်အပြစ်မမြင်ပဲခွင့်လွှတ်ပေးဖို့ကြိုးစားနေရှာပါတယ်ဒါပေမဲ့ဆရာဝန်ခန်းထဲရောက်တဲ့အခါမှာတော့ဆရာဝန်ကြီးကသူတို့နှစ်ယောက်ကိုကြည့်ပြီးကြည်နူးစရာကောင်းတာကကောင်းပေမဲ့စော့ကစားတာအတိုင်းတာရှိရမယ်အခုမင်းတို့လောက်တာကလေးမရအောင်လုပ်လိုက်တယ်လို့ပဲလို့စူပူလိုက်တဲ့အခါဟဲရွက်လန်တယောက်လက်ဖြတ်သွားပါတယ်တခင်လေးဖေကလည်းလန့်လန့်နဲ့နောက်ဆိုသုံးလို့ရပါဦးမလားလို့မေးရဆရာဝန်ကပြောရခက်တယ်လို့ဖြေလိုက်တာကြောင့်ဟဲရွက်လန်တယောက်အပြစ်မကင်းစိတ်နဲ့တခင်လေးဖေရဲ့အနာဂတ်ဘဝပျော်ရွှင်မှုကိုဖျက်ဆီးမိပြီးအထင်နဲ့ငုံမဲမဲဖြစ်သွားရပါတယ်ဆေးရုံကအထွက်မိုးတွေရွာပြီးညှင်းနေနေတာကြောင့်တက်စီငားလို့မရပဲလမ်းဘေးမှာတခင်လေးဖေကချမ်းချမ်းစီစီနဲ့အင်ဂျီချုပ်ဖို့လုပ်နေတာမို့ဟဲရွက်လန်ကတာစီရင်ရေးပက်မိတဲ့အတွက်ထပ်မံတောင်းပန်ရှာပါတယ်တခင်လေးဖေကလည်းနောက်တစ်ခါထပ်လို့ရင်ချက်ချင်းထွက်သွားလို့ချင်းချောက်ရဟဲရွက်လန်ကအဲ့ဒီစေကကျမခတ်တာမှမဟုတ်တာရှင်ကတခုခုလုပ်ချင်တယ်ဆိုလို့ကိုကာကွယ်ရုံတင်လို့ပြန်စင်ကြည့်တက်တာကြောင့်တခင်လေးဖေကသူမကိုအုံနောက်နဲ့အာယုံကြောဌာနမှာပြဖို့လိုနေပြီလားဆိုပြီးစိတ်ပြက်လက်ပြက်နေရွှေပြောပါတော့တယ်နောက်ဆုံးမှာတော့ပြန်ဖို့အတွက်ဆိုင်ကယ်တစ်စီးပဲရှိတာမို့ဘယ်သူမှမလဲငင်းခုန်ကြရင်တခင်လေးဖေကဟဲရွက်လန်ကိုဥထုတ်ဆောင်ပေးကသူကိုယ်တိုင်ပဲမောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဟဲရွက်လန်ကဆိုင်ကယ်မောင်းတက်လို့လားလို့စိုးရင်တကြီးမေးတာကိုတခင်လေးဖေကပါစက်ပိတ်ထားအခုချက်ချင်းတင်ယူလိုက်မယ်လို့ခက်တီတီပြောပြီးဆိုင်ကယ်ကိုဆက်မောင်းလိုက်ပေမဲ့လန်ခီအချိန်ရခါမှဘရိတ်ကဘယ်နားမှလဲလို့ရောင်ရမ်းမေးလိုက်တာကြောင့်ဟဲရွက်လန်တယောက်လမ်းဖြန့်ပြီးအော်ဟစ်လိုက်ရပါတော့တယ်တစ်ဖက်မှာတခင်လေးဖေရဲ့ဖခင်နဲ့မိထွေးဖြစ်သူဟာတခင်လေးဖေတားပွားမိရဲ့ဌာနကိုတွားခဲ့တဲ့လှုပ်ဝက်တဲ့ပုံကိုကြည့်ပြီးထိတ်လန့်နေကြပါတယ်မျိုးရိုးစင်ဆက်ကျမ်းမာရေးကောင်းခဲ့တဲ့ဖေမိသားစုရဲ့အမွေဆက်ခံသူဟာမိန်းကလေးတွေကိုလုံးဝအထီးတွေးမခံပဲစိတ်တာရှိပြီးအင်အားမရှိတဲ့ယောဂရှိနေပြီးအထင်နဲ့ဖေမိသားစုမျိုးပြတ်တော့မယ်ဆိုပြီးစိုးရိမ်တကြီးဖြစ်နေကြတာပါဒါကိုမိထွေးဖြစ်သူကအကွက်ချပြီးပိုင်ဆိုင်မှုတွေသူမလက်ထဲရောက်ဖို့ကြိတ်ဝမ်းတာနေချိန်မှာပဲဖခင်ဖြစ်သူကတော့စိတ်မကောင်းဖြစ်ပြီးတားဖြစ်သူစီတွားရောက်နှံပြင်ဆင်ပါတော့တယ်တကယ်တော့တခင်လေးဖေဟာလွန်ခဲ့တဲ့15နှစ်ကမိခင်ဖြစ်သူနဲ့တူညီမလေးကိုထားရစ်ခဲ့ပြီးနိုင်ငံခြားကိုအတင်းအကျပ်ထွက်ခွာခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့်အတိတ်ကိုပြန်တွေးပြီးစာကြည့်ခန်းထဲမှာစိတ်မကောင်းဖြစ်ကမျက်နှာပြက်နေကြတာပါဒါကိုတတိထားမိတဲ့အိမ်ပေါ်မလေးဟဲရွက်လန်ကသူ့ကိုစိတ်ထွက်ပေါက်ရစေဖို့နဲ့တဘာဝတရားနဲ့နှိစက်ပြီးစိတ်အခြေအနေပြန်ကောင်းလာစေဖို့အတွက်အရေးပေါ်ကူညီဆိုပြီးကြက်ချန်တဲ့ကိုအတင်းခေါ်လာခဲ့ပါတယ်တခင်လေးဖေကစိတ်မပါပဲညှင်းဆန်နေပေမဲ့ဟဲရွက်လန်ကတော့ဒါဟာကွန်ပျူတာကိန်းထဲကအတိုင်းအပြင်မှာစစ်မြေပြင်ဝင်ပြီးကြက်ဖမ်းရတယ်လို့ပဲဆိုပြီးကြက်ဖမ်းတဲ့ပိုက်တွေကိုကန်ခိုင်းကအတင်းအကျပ်ကြက်ဖမ်းခိုင်းပါတော့တဲ့အစပိုင်းမှာစိတ်ပြက်နေတဲ့တခင်လေးဖေဟာနောက်ဆုံးမှာတော့ဟဲရွက်လန်နဲ့အတူတက်ကြွစွာပူးပေါင်းပြီးကြက်တကောင်ကိုအမိရဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ပန်းချန်တွေကကြောက်ဆောင်ပုံမှာအတူထိုင်ရင်းဟဲရွက်လန်ကသူတို့အသက်လူပြီးဖမ်းလာတဲ့ကြက်ကြော်ကိုမြေစမ်းဖို့ပေးခဲ့တယ်လို့တခင်လေးဖေရဲ့အင်ဂျီပေါ်မှာပေးချန်နေတဲ့ကြက်တောင်ပန်တွေကိုဖယ်ရှားပေးရင်းစိတ်သက်သာရအောင်နှွေးထွေးစွာနှစ်သိမ့်ပေးခဲ့လို့တခင်လေးဖေရဲ့စိတ်တရားတွေတက်တာပြီးစိတ်ချမ်းသာမှုရရှိသွားရပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ပျော်ရွှင်နေတဲ့အချိန်မှာပဲနိုင်ငံခြားကနေရုတ်တရက်ပြန်ရောက်လာတဲ့တခင်လေးဖေရဲ့အဖွားဖြစ်သူကခြံထဲကိုရောက်လာခဲ့ပါတယ်အဖွားဖြစ်သူဟာဖေမိသားစုရဲ့အနာဂတ်အမွေဆက်ခံသူကအောက်ခြေလူလန်းစားတွေလိုချက်ဖမ်းပြီးစော့ကစားနေတဲ့အပြုအမူကိုကြည့်ပြီးဒေါသအမျက်ချောင်းချောင်းထွက်သွားပါတယ်ဖခင်ဖြစ်သူကတားဖြစ်သူရဲ့လှုပ်ဝက်ယောဂအခြေအနေကြောင့်အစင်တမ်းမတူတဲ့ဟဲရွက်လန်နဲ့သဘောတူဖို့ရည်ရွယ်ပြီးစကားနာထိုးပေမဲ့အဖွားဖြစ်သူကတော့ဖေမိသားစုရဲ့အိမ်တော်ရေးကိုလုံးဝညှိနှိုင်းလို့မရဘူးဆိုပြီးညှင်းဆန်ကဟဲရွက်လန်ကိုနှိထုတ်ဖို့နဲ့တခင်လေးဖေစီအခုချက်ချင်းဖုန်းဆက်ဖို့ဒေါသတကြီးအမိန့်ပေးပါတော့တယ်ဖေအိမ်တော်ရဲ့တခင်လေးဖေနဲ့ဟဲရွက်လန်တို့ဟာအဖွားဖြစ်သူကိုလှည့်စားဖို့အတွက်ချစ်သူတွေဖြစ်ဟန်ဆောင်ပြီးဖေအိမ်တော်ရဲ့မိသားစုများစားပွဲကိုရောက်ရှိလာခဲ့ကြပါတယ်တခင်လေးဖေကဟဲရွက်လန်ကိုသူ့ဘေးနားမှာအမျက်ရှိနေမဲ့သူအဖြစ်တရုပ်ဆောင်ခိုင်းပြီးအကယ်၍အစီအစဉ်တိုင်းအောင်မြင်အောင်တရုပ်ဆောင်နိုင်ရင်ငွေကြေးနှစ်ဆတိုးပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်ညစာစားပွဲမစတင်မီမိသားစုအိမ်တော်ဝင်းထဲမှာဟဲရွက်လန်တယောက်အိမ်တော်ထင်းကြီးလွင့်ပစ်ဖို့လုပ်နေတဲ့အဖွားဖြစ်သူအမျက်နိုးဆုံးတစ်ခွက်ပန်းအိုးလေးကိုတွေ့ရှိသွားခဲ့ပါတယ်စိတ်ထားနှုတ်ညံ့ပြီးအတင်းပါတဲ့ဟဲရွက်လန်ဟာဝါတန်ခွန်းကျိုးနဲ့အရက်ဖြူတို့ကိုအသုံးပြုပြီးကျိုးလူနီပါဖြစ်နေတဲ့တစ်ခွက်ပန်းရိုးတန်လေးကိုကျွမ်းကျင်စွာပြန်လည်ပြုပြင်ပြီးကဲတင်ပေးခဲ့ပါတယ်ဒီမြင်ကွင်းကိုတခင်လေးဖေကလှမ်းမြင်ရတဲ့အခါသူမရဲ့စိတ်
သဘောထားနဲ့အရေးချင်းကိုစတင်တတိထားမိသွားခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာအချင်းချင်းချစ်ခင်ကျင်လာတဲ့စုံတွဲတွဲဖြစ်လက်တွဲပြီးအဖွားဖြစ်သူရှိမောက်ကိုဝင်ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့အဆင့်တန်းခွဲခြားတတ်တဲ့အဖွားဖြစ်သူကဟဲရွက်လန်ကိုလမ်းဘေးကမိမတယောက်လိုသဘောထားပြီးသခင်လေးဖေနဲ့ဝေးဝေးမှနေဖို့ငွေဘယ်လောက်လိုချင်လဲလို့စတင်မင်းမြန်းကတိတ်တရာတန်ကပ်ပြားတစ်ခုထုတ်ပေးခဲ့ပါတယ်။အခြေအနေကိုနားမလည်ပဲအလုပ်ထုတ်ခံရတယ်လို့ထင်မှတ်သွားတဲ့ဟဲရွက်လန်ကဥပဒေအရရတင်ရထိုက်တဲ့နင့်နာကြီးတိုင်းတပြားမှမလျှော့ပဲတောင်းဆိုလိုက်တဲ့အခါအဖွားဖြစ်သူကသူမကိုလောဘကြီးတဲ့မိမလို့ထင်မြင်ပြီးငွေသိန်း100နဲ့သခင်လေးဖေနာကထွက်သွားဖို့မိန့်ဆိုလိုက်ပါတယ်။ငွေမက်တဲ့ဟဲရွက်လန်ကဝမ်းသာအားရငွေကပ်ပြားကိုလက်ခံဖို့ပြင်လိုက်ပေမဲ့သခင်လေးဖေကသူမကိုကာကွယ်တဲ့အနေနဲ့ကပ်ပြားကိုလူယူကဒီငွေတွေကြောင့်နဲ့သူမဟာမိမိနာကထွက်သွားမဲ့သူမဟုတ်ကြောင်းညှင်းဆန်ပြီးမိမိရဲ့အခြေရေးကိုမိမိဘာသာဆုံးတတ်မယ်လို့အဖွားဖြစ်သူကိုထိတ်တိုက်ရင်ဆိုင်လိုက်ပါတယ်။ဒါကိုအဖွားဖြစ်သူကဒေါသတကြီးနဲ့အတိတ်ကသခင်လေးဖေရဲ့အမေဖေအိမ်တော်ကနေဘလို့နေထုတ်ခံခဲ့ရလဲဆိုတဲ့အဖြစ်အပျက်ကိုပြန်လည်သတိပေးပြီးချင်းချောက်လိုက်ပါတော့တယ်။အဆင့်တန်းခွဲခြားတတ်တဲ့အဖွားဖြစ်သူကသခင်လေးဖေရဲ့အမေဟာလည်းအတိတ်တုန်းကငွေကြေးစမ်းသပ်မှုကိုမခံနိုင်ပဲဘိုးဘွားဆင်ဆက်ကြောက်စိမ့်လက်ကောက်ကိုခိုးယူခဲ့လို့ဖေအိမ်တော်ကနေနှင်ထုတ်ခံခဲ့ရတာဖြစ်ပြီးအခုဟဲရွက်လန်ကလည်းထိုနည်းတူစွာငွေမက်ပြီးထွက်သွားမှာဖြစ်ကြောင်းသခင်လေးဖေကိုအတိတ်ဟောင်းနှိုးဆွပြီးပြောဆိုခဲ့ပါတယ်။တကယ်တော့သခင်လေးဖေရဲ့အမေဟာပစ္စည်းကိုးတယ်ဆိုပြီးမတရားဆွဆွဲကနှင်ထုတ်ခံခဲ့ရခြင်းဖြစ်ပြီးမကြခင်မှာပဲနိုင်ငံခြားမှာစိတ်ဆင်းရဲကိုဆင်းရဲနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်လို့ဒါဟာသခင်လေးဖေအတွက်ဘယ်တော့မှမရတဲ့နာကျင်စရာအတိတ်တစ်ခုဖြစ်ခဲ့ပါတယ်။ဟဲရွက်လန်ကလည်းအဖွားဖြစ်သူရဲ့အပြောဆိုတွေကိုမခံမရနိုင်ဖြစ်ပြီးကျမလိုတာမန်လူကတိမ့်တန်းချီတဲ့စမ်းသပ်မှုကိုမခံနိုင်ပေမဲ့အဖွားတို့လိုချမ်းသာတဲ့သူတွေကြတော့ဘယ်သူကမှငွေတွေပုံပြီးလာမစမ်းတတ်ဘူးသေးလို့ခံနိုင်ရရှိတယ်လို့ဟန်ဆောင်နေတာလို့ပြက်ပြက်တသားပြန်လဲချေပလိုက်ပါတယ်။ဒေါသထွက်သွားတဲ့အဖွားဖြစ်သူကဟဲရွက်လန်ကိုအိမ်ပြင်မောင်းထုတ်ဖို့လူတွေကိုအမိတ်ပေးလိုက်ပေမဲ့သခင်လေးဖေကသူမရှိကနေမမမရက်ပြီးဘသူလာရဲလဲကြည့်ကြသေးတာပေါ့ဆိုကအဖွားဖြစ်သူကိုထိတ်တိုက်ရင်ဆိုင်ကကွရပေးခဲ့ပါတယ်။အခြေအနေတွေတင်းမာနေစဉ်မှာပဲအိမ်တော်ထင်းကြီးကဟဲရွက်လန်ပြုပြင်ပေးခဲ့တဲ့အဖွားဖြစ်သူရဲ့အမျက်နှိုးဆုံးတစ်ခွက်ပန်းလေးပြန်လဲရှင်တက်လာတဲ့အကြောင်းဝမ်းသာအားရလာရောက်သတင်းပို့ခဲ့ပါတယ်။အိုးလေးပြန်ရှင်လာတာကိုမြင်လိုက်ရတဲ့အဖွားဖြစ်သူဟာဟဲရွက်လန်ကိုအမြင်နဲ့ငယ်ပွင့်သွားပြီးသခင်လေးဖေရဲ့ဖခင်ဖြစ်သူကလည်းကြားထဲကစစ်ဆက်ညှိနှိုင်းပေးတာကြောင့်အားလုံးထမင်းစပွဲစီတို့ရွှေဆိုင်ခဲ့ကြပါတယ်။ဒီအချိန်မှာငွေသိန်း100ဆုံးရှုံးသွားလို့နှမျောတတဖြစ်ပြီးစိတ်ဆိုးနေတဲ့ဟဲရွက်လန်ကိုသခင်လေးဖေကသူမပါစက်ပိတ်ထားဖို့အတွက်ငွေသိန်း100ထပ်တိုးပေးမယ်လို့တိုးတိုးလေးကန့်လန့်လိုက်တာကြောင့်ဟဲရွက်လန်တယောက်ချက်ချင်းပဲစိတ်ကြည်နေသွားပြီးထမင်းစပွဲစီတို့ပျော်ရွှင်စွာလိုက်ပါသွားပါတော့တယ်။ထမင်းစပွဲမှာတော့အဖွားဖြစ်သူအလိုလိုက်ထားတဲ့မြေငယ်ဆုံးလေးရောင်စုကသခင်လေးဖေကိုရေပြုတ်တနက်နဲ့စော့ကစားပြီးလာရောက်နှောက်ယှက်ခဲ့ပါတယ်။အလိုလိုက်ခံထားရတဲ့ကလေးကိုဘယ်သူမှမတားရဲကြပေမဲ့အတင်းပါတဲ့ဟဲရွက်လန်ကကလေးရဲ့ရေပြုတ်တနက်ကိုလူယူပြီးကလေးကိုရေနဲ့ပြန်လဲဘက်ကဆုံးမလိုက်ပါတယ်။ဒါကိုကလေးမေကကလေးကိုနှိပ်စက်ပါတယ်ဆိုပြီးတောင်းကျမ်းပူညံလှုပ်လာတဲ့အခါဟဲရွက်လန်ကဒါဆိုကျမတို့သခင်လေးဖေအေးမိသွားရင်ကောဘယ်လိုလုပ်မလဲလို့ပြန်လဲအော်ဟစ်ပြီးပညာပေးလိုက်တာကြောင့်အားလုံးစွန့်သွားခဲ့ရတယ်လို့သခင်လေးဖေကတော့မိမိကိုအမျက်ရှိကနေကာကွယ်ပေးတဲ့ဟဲရွက်လန်ကိုကြည့်ပြီးသူမကိုခေါ်လာတာတကယ်ပဲမှန်ကန်ကြောင်းပြောရှင်စွာတွေးတောနေပါတော့တယ်။ဖေမိသားစုရဲ့ထမင်းစပွဲဝိုင်းကြီးကကြည့်လိုက်ရင်တော့စီကားတိုင်းမြိုင်နေပေမဲ့တကယ်တော့ရန်ညိုးရန်စတွေနဲ့ပြည့်နေနေတဲ့နေရာတစ်ခုပါသခင်လေးဖေရဲ့အဖွားဖြစ်သူကစပွဲပေါ်ကဟင်းပွဲတွေကိုကြည့်ပြီးသူမကိုယ်တိုင်အသေးချရွေးချယ်ထားတဲ့အာဟာရပြည့်ဟင်းလျာတွေမှုဝါအောင်စားဖို့သခင်လေးဖေကိုတိုက်တွန်းနေပါတယ်။အဲ့ဒီအချိန်မှာပဲဘေးကအမျိုးသမီးတစ်ယောက်ကလည်းဟဲရွက်လန်ကိုလောင်ပြောင်တဲ့တန်နဲ့ဖေမိသားစုဆိုတာအထက်တန်းတော်မှုစားတာတောက်တာကအစအကောင်းဆုံးတွေကြီးပဲနောက်ဆိုအသားကျသွားမှာပါလို့နှက်ခေါင်းပြင်ပြီးပြောဆိုနေခဲ့ပါတယ်။ဒါပေမဲ့သခင်လေးဖေကဟင်းတလုတ်ကိုဇွန်းနဲ့ခတ်ပြီးစားခါနီးအချိန်မှာပဲဟဲရွက်လန်ကရုတ်တရက်ထွက်လိုက်ပြီးသခင်လေးဖေမစားနဲ့လို့အော်ဟစ်ကသခင်လေးဖေရဲ့ဇွန်းကိုပုတ်ချပစ်လိုက်ပါတယ်။ဒီပြုမှုကြောင့်တအိမ်သားလုံးလက်ဖြတ်သွားပြီးအဖွားဖြစ်သူရဲ့အကြိုက်ဆုံးစွပ်ပြုတ်ကိုတုံ့ပြရမလားဆိုပြီးဟဲရွက်လန်ကိုဝိုင်းဝန်းအပြစ်တင်စကားဆိုကြပါတော့တယ်လူကြီးတွေကိုပြန်လည်စော်ကားတယ်ဆိုပြီးအမြန်တောင်းပန်ဖို့ဖိအားပေးလာတဲ့အခါမှာတော့ဟဲရွက်လန်ကစိတ်မရှိတော့ပဲမှားနေတာကရှင်တို့လေကျမကဘာလို့တောင်တန်ရမှာလဲလို့အေးရဲဝုန်းပြန်ပြောလိုက်ပါတယ်သူမကစပွဲပေါ်ကပစုံပေါင်းကနန်းစီပြန်နဲ့ပင်လယ်စာစွပ်ပြုတ်တွေကိုလက်ညှိုးထိုးပြီးဒါတွေအကုန်လုံးကသခင်လေးဖေရဲ့အသက်ကိုရန်ရှာမဲ့ဟင်းတွေကြီးပဲပင်လယ်စာနဲ့ပြင်းပြင်းထန်ထန်မတည့်ဘူးဆိုတာရှင်တို့မိသားစုဝင်တွေဖြစ်ပြီးတော့မသိကြဘူးလားလို့အမှန်တရားကိုဖွင့်ချလိုက်ပါတယ်ကနန်းဦးအနှစ်နည်းနည်းလေးစမိုံနဲ့တဲ့အသက်အန္တရာယ်ရှိနိုင်တဲ့အထိဖြစ်တမှန်သိလိုက်ရတဲ့အခါမှာတော့အဖွားဖြစ်သူလည်းလန့်သွားပြီးသခင်လေးဖေကိုဘာလို့စောစောကမပြောလဲလို့အပြစ်ဖို့ရှာပါတယ်သခင်လေးဖေကတော့သူ့ကိုအသက်အန်တရေကနေကာကွယ်ပေးလိုက်တဲ့ဟဲရွက်လန်ကိုစိုးရိမ်တကြီးကြည့်ပြီးမစိုးရိမ်ပါနဲ့ငါတလုံးမှမစားရသေးပါဘူးမင်းလာပေးတာကံကောင်းသွားတာပေါ့လို့ညင်သာစွာပြောရင်းရွက်လန်ရဲ့လက်ကိုတင်းတင်းလေးဆုပ်ကင်ထားခဲ့ပါတယ်ဒီလိုနဲ့အခြေအနေတွေရှုပ်ထွေးသွားပြီးနောက်အိမ်ထင်းကိုဟင်းတွေအကုန်သိမ်းခိုင်းပြီးသခင်လေးဖေကြိုက်တက်တာတွေပြန်ပြင်ခိုင်းတဲ့အခါမှာတော့သခင်လေးဖေကညှင်းဆန်လိုက်ပါတယ်သူကဒီနေ့ကျွန်တော်ဟဲရွက်လန်ကိုခေါ်လာတာကအဖွားကိုပြောစရာရှိလို့ပါနောက်ကျွန်တော်အတွက်ဘာအိမ်အောင်ဖတ်မှလာပြီးမစီစဉ်ပေးပါနဲ့တော့လို့ပြက်ပြက်တတပြောခြင်းလို့ခေါ်လာခဲ့တာပါအဖွားဖြစ်သူကမင်းတကယ်ပဲအဲ့ဒီလောင်ချိုင်တဲကငှက်ကလေးကိုလက်ထပ်ဖို့စိတ်ကူးနေတာလားလို့နှိမ့်ချပြောဆိုတဲ့အခါသခင်လေးဖေကအတိတ်ကနာကြည့်ချအတွေ့ကိုပြန်ဖော်ထုတ်ပြီးမိသားစုဝင်တွေကိုအဆက်ခွဲပစ်လိုက်ပါတယ်သူကအဖွားတို့လိုလူမျိုးတွေကတော့ကျွန်တော်တစ်သက်လုံးကိုလောင်းကြီးထပ်ဖို့မတန်ပါဘူးကျွန်တော်ကတချို့လူတွေလိုအိမ်အောင်ပြုလုံးကဂတိတွေပေးပြီးနိုင်ငံသားမှာပြစ်ထားပြီးတေးအောင်လုပ်ခဲ့တဲ့လူမျိုးမဟုတ်ဘူးလို့သူ့အမေရဲ့ဖြစ်ရက်ကိုရည်ညွှန်းပြီးပြန်လဲတုံ့ပြန်လိုက်တာကြောင့်တအိမ်သားလုံးစွန့်သွားကြရပါတယ်တစ်ဖက်မှာတော့ဟဲရွက်လန်တယောက်မိဖို့ချောင်းထဲမှာအချို့ပွဲအတွက်တစ်တီးတွေလှိဖြက်ရင်းသခင်လေးဖေရဲ့စောစောကနှွေးထွေးတဲ့အကြီးနဲ့အပြုံးတွေကိုပြန်တွေးပြီးရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲထမင်းစပွဲမှာရှိနေခဲ့တဲ့အမျိုးသမီးကမိဖို့ချောင်းထဲအထိလိုက်လာပြီးဖေးမိသားစုတွေကိုအိမ်အောင်ပြုဝင်ခြင်းလို့အားကျုံမှန်တက်လုပ်နေတာလားတောင်ချိုင်းတွေကငှက်ကလေးကများလို့လာရောက်ဆောင်းမြောင်းပြောဆိုပါတယ်ဒါပေမဲ့ဟဲရွက်လန်ကအရှုံးမပေးပဲကိုယ်တိုင်ပဲလှိရမှာပုံမဟုတ်ရင်ခြေထောက်နဲ့လှိရမှာလားလို့ပညာသားပါပြန်လဲချေပလိုက်ပြီးသူမကိုလောင်ချိုင်းတွေကငှက်ကလေးလို့တတ်မှတ်တဲ့အပေါ်မကြေမနက်ဖြစ်ကမျက်ခုံးတင်ပြီးခက်ထန်တဲ့အကြည့်တွေနဲ့ပြန်လဲတုံ့ပြန်လိုက်ပါတော့တယ်
ဟဲရွက်လန်ကသူမကိုသူမတခင်လေးဖေရဲ့ရွှေလောင်အိမ်ထဲကစာကလေးတစ်ကောင်ဖြစ်နေမှန်းသတိထားမိလိုက်ချိန်မှာတော့အရာအားလုံးကနောက်ကျနေခဲ့ပါပြီတခင်လေးဖေကသူမကိုအိမ်တော်ထဲခေါ်လာခဲ့တာဟာတကယ်တော့စီးပွားရေးအရာလက်ထပ်ထိမ်းမြမှုကိုစန့်ကျင်ဖို့အတွက်ဒိုင်းဖြစ်အသုံးချခဲ့တာပါဒီအမှန်တရားကိုသိလိုက်ရတဲ့မိထွေးဖြစ်သူကဟဲရွက်လန်ကိုအောက်တန်းစားလို့နှိမ်ချရုံတင်မကပဲလွန်ခဲ့တဲ့2နှစ်ကကင်ဆာနဲ့တေဆုံးသွားခဲ့တဲ့တခင်လေးဖေရဲ့မိခင်ရင်ဖြစ်သူကိုပါအောက်တန်းကြကြစော်ကားပြီးပုတ်ခတ်ပြောဆိုလာပါတော့တယ်ဒါကိုကြားလိုက်ရတဲ့ဟဲရွက်လန်တယောက်ဒေါသတကြီးနဲ့မိထွေးရဲ့နှုတ်ခမ်းကိုဖြောရင်းနဲ့ပတ်ပြီးချက်ချင်းပဲတုတ်ပြန်ပညာပေးလိုက်ပါတယ်သူမကမိထွေးကိုအွန်လိုင်းကမိသားစုအရှုပ်ရှင်ဝတ္ထုတွေရှော့ဖက်ပြီးကိုယ့်ရဲ့အသုံးမကျတဲ့သားကိုပဲတေချာပြန်ဆုံးမဖို့ခက်ဆက်ဆက်လေးပြန်ပတ်လိုက်တဲ့အပြင်တခင်လေးဖေဟာအဖွားဖြစ်သူတေချာတွင်တင်ပေးထားလို့ဘလောက်တောင်အတော်ဆုံးဖြစ်ကြောင်းဂုဏ်ယူဝန်းကြွားစွာပြောဆိုခဲ့ပါသေးတယ်လူတွေကိုဒီလိုပြန်ပတ်ရတာဘလောက်တောင်ပြောဖို့ကောင်းမှသိသွားတဲ့ဟဲရွက်လန်ဟာတခင်လေးဖေရဲ့မိခင်အရင်အတွက်ပါကလဲစားချပေးနိုင်ခဲ့လို့မိမိကိုမိမိကျင်းနေပြီးတခင်လေးဖေစီကနေလာစာတိုးတောင်းဖို့တောင်စိတ်ကူးနေခဲ့တာပါဒါပေမဲ့မမျှော်လင့်ပဲအဖွားဖြစ်သူရဲ့အမိန့်အရလူမိုက်တွေရောက်လာပြီးတခင်လေးဖေနဲ့တွေ့ခွင့်မရအောင်ဟဲရွက်လန်ကိုအတင်းကျပ်လာရောက်တားဆီးစောင့်ကြည့်ပါတော့တယ်ဒီလိုရှုပ်ထွေးလာတဲ့အခြေအနေတွေကြားထဲမှာပဲလွန်ခဲ့တဲ့အတိတ်ကတခင်လေးဖေရဲ့မိခင်အရင်ဖြစ်သူဟာလည်းယောက်ျားဖြစ်သူစီကနေလမ်းခွဲဖို့တောင်းဆိုခဲ့မှုတွေဖြစ်ရဆိုကြီးရှိခဲ့ပါတယ်အဲ့ဒီတုန်းကသူမဟာကလေးတွေကိုပဲအသက်ထက်မကလိုချင်ခဲ့ပေမဲ့ယောက်ျားဖြစ်သူကတော့မိခင်ဖြစ်သူရဲ့စကားကိုပဲနားယောင်ပြီးကလေးတွေကိုပြေးမထွက်ခဲ့ပါဘူးကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိပဲအမေခိုင်းတာပဲလုပ်တတ်တဲ့အဲ့ဒီယောက်ျားကြောင့်ပဲနောက်ဆုံးမှာတော့တခင်လေးဖေရဲ့မိခင်အရင်ဟာအခြေအနေဆိုးကောင်းကိုမတိတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ဆွဆွဲခံရပြီးအိမ်တော်ကနေမောင်းထုတ်ခံခဲ့ရပါတယ်တခင်လေးဖေဟာအတိတ်ကအကြောင်းအရာတွေကိုပြန်လည်တွေးတောရင်းစစ်လိတ်တောက်နေပါတယ်အတိတ်တုန်းကတခင်လေးဖေရဲ့အဖွားဖြစ်သူကဒေါသတကြီးနဲ့ဒီနေ့ကစပြီးဒီမိန်းမကိုဖေအိမ်တော်ရဲ့နောက်တစ်ခါခြေတလန်းမှပေးမနှင်းစေနဲ့လို့အမိန့်ထုတ်ပြီးဒူးထောက်ခိုင်းကနှင်းချခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုဖေအိမ်တော်ရဲ့ပိတ်ပင်မှုတွေရှိနေတဲ့ကြားကဟဲရွက်လန်ကတော့တခင်လေးဖေကိုစိတ်ပူပြီးလက်ရှာခဲ့ပါတယ်အရှိပေါက်မှာလုံခြုံရေးတွေစောင့်နေတာကြောင့်သူမဟာတခင်လေးဖေရှိရာစီကိုအနေရများတဲ့ကြောက်တောင်တိုင်းကြီးအတိုင်းစွန့်စားပြီးတက်လာခဲ့တာပါတခင်လေးဖေကဒီလောက်အမြင့်ကြီးကိုမင်းတက်ကိုမနှက်မျောဘူးလားပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲလို့စိတ်ပူပြီးမေးတဲ့အခါဟဲရွက်လန်ကသူမမှာကြောက်တောင်တက်လက်မရှိလို့ဘာမှမဖြစ်ကြောင်းနဲ့ရှင်းပြနေဖို့အချိန်မရှိတာကြောင့်သွားဆိုနှင်းကိုအိမ်ပြမခေါ်သွားမယ်ဆိုပြီးတခင်လေးဖေကိုလက်ဆွဲကကားစီကိုခေါ်ထုတ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့အဖွားဖြစ်သူနဲ့မိခင်ဖြစ်သူတို့ကတခင်လေးဖေရဲ့ဇယိုက်ကိုသိနေကြပါတယ်တားမြင်ရင်ပိုပြီးဖီဆန်တက်တာကြောင့်လွတ်ထားလိုက်ပေမဲ့အဖွားဖြစ်သူကတော့ဟဲရွက်လန်ဟာပန်းဆိုင်ဟင်းချက်ပြီးဖေအိမ်တော်ထဲဝင်ဖို့အိမ်မက်မက်နေတာလို့ထင်မြင်နေပြီးနောက်နေ့တခင်လေးဖေမရှိခိုက်သူမကိုတယောက်တည်းခေါ်ထုတ်ပြီးစီကံအကြောင်းကောင်းကောင်းသင်ခန်းစာပေးဖို့ကြံစည်နေပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဖေအိမ်တော်တစ်ခုလုံးကိုပြောင်းဆန်အောင်လုပ်ထားတဲ့ဟဲရွက်လန်တယောက်ကရင်ပေါ်မှာချက်ချင်းအိပ်ပျော်သွားတာကိုတခင်လေးဖေတွေ့သွားပါတယ်သူမကိုကြည့်ပြီးတော်တော်ပိန်တာပဲလို့စိတ်ပူပြီးစောင့်ကြုံပေးဖို့လုပ်နေတော့မှပဲအိမ်မက်ရောက်နေတဲ့ဟဲရွက်လန်ကတခင်လေးဖေကိုလူဦးမြောက်ဘယ်ပြေးမလို့လဲလို့ဆဲဆိုကလက်ရောက်မိသွားတာကြောင့်တခင်လေးဖေခါများအိယာပေါ်လဲကျပြီးအထိနာသွားခဲ့ရပါတယ်နောက်ရက်မှာတော့တခင်လေးဖေရဲ့တငယ်ချင်းကမိန်းမတယောက်ရဲ့အရိုက်ခံလိုက်ရတဲ့အကြောင်းကိုသိသွားပြီးစနောက်ပါတယ်ဟဲရွက်လန်တယောက်ဖေအိမ်တော်မှာအဖွားကြီးဒေါသထွက်အောင်ထိပွဲချမ်းထားတဲ့အကြောင်းကြားထားတာကြောင့်တခင်လေးဖေအနေနဲ့သူမကိုတကယ်ပဲအတိအမြဲထားဖို့စိတ်ကူးနေတာလားသဘောကျသွားပြီလားလို့မေးမြန်းရင်းမင်းသူ့ကိုအပိုင်မရသေးဘူးမဟုတ်လားဆိုပြီးတခင်လေးဖေကိုအကြက်ရိုက်အောင်စနောက်စိန်ခေါ်နေကြပါတော့တယ်တငယ်ချင်းဖြစ်သူကတခင်လေးဖေရဲ့မျက်နှာကဒဏ်ရာကိုကြည့်ပြီးမင်းရဲ့ဒဏ်ရာကမကစားရသေးခင်ရလာလားကစားပြီးမှရလာလားဆိုပြီးစနောက်မေးမြန်းရကနေစတင်ထားပါတယ်တငယ်ချင်းဖြစ်သူကဒါဟာကစားပြီးမှရတဲ့ဒဏ်ရာဆိုရင်တော့အချစ်စနောက်တာလို့ခေါ်ကြောင်းနဲ့တခင်လေးဖေရဲ့ငွေကြေးနဲ့ရုပ်ရည်ဆိုရင်ဒီလိုငှက်ငယ်လေးတစ်ကောင်ကိုဖမ်းဖို့ကလုံးဝပြဿနာမဟုတ်တာမို့ကိုယုံကြည်မှုရှိနဲ့တိုက်ရိုက်တာရှေ့တိုးလိုက်ဖို့အကြံပေးလိုက်ပါတယ်ဒါပေမဲ့တခင်လေးဖေကတော့တိုက်ရိုက်ကြီးရှေ့တိုးရမှာကိုလူမဆန်ရကြမလားမသိဘူးဆိုပြီးတွေးတောနေခဲ့ပါတယ်အလုတ်ခွင်ထဲမှာဟဲရွက်လန်ကတခင်လေးဖေကိုနေ့လည်စာဘာစားခြင်းနဲ့ချက်ပေးမယ်လို့လာမေးတဲ့အခါတခင်လေးဖေကသူမကိုအလုတ်သွားလုပ်ဖို့မောင်းထုတ်ပေးမယ်စိတ်ထဲကနေတော့ညပိုင်းဝန်ဆောင်မှုလိုချင်တယ်လို့တောင်းဆိုလိုက်ပါတယ်ဟဲရွက်လန်ကလည်းဘာမှမစင်စားပဲလွယ်လွယ်ကူကူသဘောတူလိုက်တာကြောင့်တခင်လေးဖေတယောက်ရင်ခုန်သွားခဲ့ရပါတယ်ဒါပေမဲ့ညဘက်ရောက်တဲ့အခါမှာတော့ဟဲရွက်လန်ယူလာတဲ့ညပိုင်းဝန်ဆောင်မှုဆိုတာကသူမအစ်စ်တင်ထားတဲ့အုံနောက်သုံးလုံးနာနဲ့အိတ်မပြောတာတွေအတွက်တိတန့်ဖြစ်တဲ့ခေါင်းနေတဲ့ပညာဖြစ်နေပါတယ်တခင်လေးဖေကမင်းကတကယ်မသိတာလားဒါမှမဟုတ်ဟန်ဆောင်နေတာလားလို့မေးပြီးခဏနေလက်တွေ့ကြုံရင်နားလေသွားလိမ့်မယ်ဆိုတာသူမကိုအတင်းဆွဲဖက်ဖို့ကြိုးစားလိုက်ပါတယ်အဲ့ဒီအချိန်မှာဟဲရွက်လန်ကလန့်ပြီးအထင်လွဲကကမ်းမိလိုက်တာကြောင့်တခင်လေးဖေရဲ့ဒူးကဒဏ်ရာဟောင်းပြန်ထသွားခဲ့ရပါတယ်ဟဲရွက်လန်ကတခင်လေးဖေသူမကိုအပေါ်ထက်အထိပွချီပေးခဲ့တာကိုအထင်လွဲပြီးကံမိလိုက်လို့စိတ်မကောင်းဖြစ်ကစိုးရိမ်ပေးနေတာကိုမြင်တော့တခင်လေးဖေကအခွင့်ကောင်းယူပြီးသူ့ဒူးကိုခဏလောက်နှိပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဟဲရွက်လန်ကတေချာနှိပ်ပေးနေတော့တခင်လေးဖေကမင်းကအပေါ်ဘာလို့ဒီလောက်ကောင်းရတာလဲလို့မေးတဲ့အခါဟဲရွက်လန်ကတခင်လေးဖေဟာသူမရဲ့အလုပ်ရှင်တင်မကပဲငွေရှင်ကြီးရှင်နတ်မင်းကြီးလည်းဖြစ်လို့ပါလို့ဖြေလိုက်ပါတယ်အဲ့ဒီစကားကြောင့်တခင်လေးဖေကသူမဟာကြေးစားငငယ်လေးပဲဆိုပြီးစိတ်ဆိုးသွားပြန်ပေမဲ့နောက်တော့လဲငါမှပတ်စံတွေအများကြီးရှိတာပဲသူပြောရင်ငါလည်းပျော်ပါတယ်ဆိုပြီးပြုံးပျော်သွားပြန်ပါတယ်နောက်ရက်မှာတော့တခင်လေးဖေကဟဲရွက်လန်အတွက်ကြက်မွေးမြူရေးချမ်းကနေတကောင်ချင်းစီတေချာရွေးပြီးထိတ်တန့်အဖိုးတန်ပစ္စည်းတွေကိုလက်ဆောင်ပေးဖို့တငယ်ချင်းဖြစ်သူနဲ့တူယူလာခဲ့ပါတယ်တငယ်ချင်းဖြစ်သူကမင်းကလေးတယောက်ကိုဒါမျိုးလက်ဆောင်ပေးရလားလို့မေးပေမဲ့တခင်လေးဖေကတော့ဟဲရွက်လန်ဟာအပေါ်ရံပဲလာပြီးအသုံးမဝင်တဲ့အရာတွေကိုအမုန်းဆုံးမို့လို့ပါလို့ကာကွယ်ပြောဆိုခဲ့ပါတယ်ဒါအပြင်ဟဲရွက်လန်ဟာမကြခင်သူ့ရဲ့မီးဖြစ်လာတော့မှဖြစ်ပြီးလက်စွပ်တောင်အော်ဒါမှာထားပြီးပြီလို့ကြုံဝလိုက်ပါတယ်ဒီအိမ်တော်ကအဖွားကြီးကမျိုးရိုးကုန်သေးစားချက်နဲ့စီကံကိုအလေးထားဆုံးမှုသဘောတူပါမလားလို့စိတ်ပူပြီးတဲ့အခါတခင်လေးဖေကငါဘသူ့ကိုပဲယူဘသူ့မျက်နှာမှာကြည့်ဖို့မလိုဘူးလို့ပြက်ပြက်တတပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲညီမဖြစ်သူကဖုန်းဆက်ပြီးအဖွားဖြစ်သူကဟဲရွက်လန်ကိုအိမ်ကနေခေါ်သွားပြီးသူ့ဘာသာစီကံတွေတင်ပေးမယ်ပြောနေကြောင်းအရေးပေါ်လာရောက်အကြောင်းကြားလိုက်ပါတော့တယ်အိမ်မောကျနေရာကနေရုတ်တရက်နိုးလာတဲ့ဟဲရွက်လန်ဟာမိမိကိုမိမိပဲရောက်နေမှမသိပဲဝေဝါးဝါဖြစ်နေစဉ်ဘေးပတ်လည်မှာဖေမိသားစုဝင်တွေနဲ့အစီကံတွေအများကြီးဝိုင်းအောင်ကြည့်နေတာကိုတွေ့လိုက်ရလို့အလွန်အံ့အားသင့်သွားမိပါတယ်ထိုအချိန်မှာပဲဖေမိသားစုရဲ့အချုပ်ချာအာဏာပိုင်ဖွားကြီးကမာနထောင်သွားတဲ့အကြည့်တွေနဲ့ဟဲရွက်လန်ကိုစူးစိုက်ကြည့်ပြီးသူမရဲ့စီကံမရှိမှုနောက်ကျမှထက်တဲ့အကျင့်တွေကိုလူအများရှိမှပြင်းပြင်းထန်ထန်စတင်ဝေဖန်နှိမ်ချပါတော့တဲ့အဖွားကြီးကဖေမိသားစုရဲ့ချွေးမဖြစ်ဖို့ဆိုရင်ယနေ့မှစပြီးနေ့တိုင်းအိမ်ဟောင်းကိုပြန်လာကတူးထောက်ကြတော့ရမယ်လာမည့်အပတ်မိသားစုစပွဲတောက်ပွဲမှာလည်းဧည့်သည်တွေရဲ့ဝတ်စားဆင်ရင်မှုကအစအသေးစိတ်တာဝန်ယူပြင်ဆင်ရမယ်လို့မတရားတဲ့ဖိအားတွေကိုပုံချခဲ့တာပါတိုးတော်လဲစိတ်တဘောထားတင်းမာလာတဲ့အဖွားကြီးရှိရှိဝ
ဝေးဝါဒပေးနေစဉ်မှာဟဲရွက်လန်ကတော့ဂယုမဆိုင်တဲ့အပြင်မျက်စိဖွင့်လျက်သားကြငိုက်ပြီးအိပ်ပျော်နေခဲ့ပါတယ်ချုပ်ချယ်မှုတွေပြီးဆုံးသွားတဲ့အခါဟဲရွက်လန်ဟာစိုးစင်းမြကြောက်ရွံ့ခြင်းမရှိဘဲခက်အေးအေးပင်ထိုင်ရမှထားကအိမ်ပြန်ဖို့ပြင်ပါတယ်မိမိရဲ့ဖက်နှက်ကိုအစင်သင့်ယူဆောင်ပေးထားလို့အားလုံးကိုပျောက်ဆက်ဆက်နဲ့ကျေးဇူးတင်စကားဆိုပြီးသူမအိတ်ခဲ့တဲ့မွေးရာကိုပါအိမ်ပြန်ဖို့ပေးဖို့မမေ့နဲ့ဦးလို့ခန်းတဲ့ပြောကလှည့်ထွက်ဖို့ကြိုးစားခဲ့ပါတယ်ထိုအခါအဖွားကြီးကဒေါသတကြီးနဲ့ရက်လိုက်ဆန်းလို့အော်ဟစ်တာစီပြီးဒူးထောက်ပစ်ပေးဖို့ပြင်ဆင်ခဲ့ပါတယ်ဒီနေရာမှာပဲစီကန်းတွေအောက်မှာမတရားငြိမ်ခံမနေတတ်တဲ့ဟဲရွက်လန်ကအဖွားကြီးရဲ့မျက်နှာကိုတက်တက်ကြည့်ပြီးရှင့်ရဲ့ဖေမီသားစုစီကန်းတွေကသမီးနဲ့ပါဆိုင်လို့လဲလို့ပြက်ပြက်တသားပြန်လဲစင်ခေါ်လိုက်ပါတယ်ယခုခေတ်ကကျိုးစနစ်မဟုတ်တော့ပဲဥပဒေစိုးမိုးတဲ့လူဖွဲ့စည်းဖြစ်တာကြောင့်မိသူကမျှမိမိအပေါ်မတရားအမိန့်ပေးပိုင်ခွင့်မရှိကြောင်းရဲရဲဝံ့ဝံ့ခြေပခဲ့ပါတယ်ဒါအပြင်တခင်လေးဖေဒီအိမ်တော်ကြီးကိုဤမြအထိစိတ်နာပြီးမုန်းတိနေရတဲ့အဓိကအမြင့်တွေရအကြောင်းရင်းဟာအဖွားကြီးရဲ့ချုပ်ချယ်လူစိတ်နဲ့ရက်ဆက်တက်တဲ့အမှုချင်းတွေကြောင့်ဖြစ်တယ်ဆိုတာကိုပါမျက်နှာစရာမရှိတက်တက်ကြီးဖွင့်ချဆုတ်သက်ပြစ်လိုက်ပါတယ်ဟဲရွက်လန်ရဲ့အမှန်တရားစကားတွေကြောင့်ဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့အဖွားကြီးကဟဲရွက်လန်ကိုရေခဲတုံးတွေပေါ်မှာဒူးထောက်ခိုင်းပြီးအိမ်တွင်းစီကန်းနဲ့ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့အမိန့်ထုတ်ပါတော့တယ်ထိုအချိန်မှာဘေးကလူကတခင်လေးဖေဟာလည်းဤအိမ်တွင်းစီကန်းကြောင့်အတိတ်ကပြင်းထန်စွာဒဏ်ရာရခဲ့ပူပြီးယခုထက်ထိမသက်သာသေးကြောင်းတားမြစ်ခဲ့ပေမဲ့အဖွားကြီးကတော့ဂရုမစိုက်ခဲ့ပါဘူးရက်ဆက်လာတဲ့အိမ်တွင်းစီကန်းရဲ့နောက်ွယ်ကအမှန်တရားကိုဟဲရွက်လန်သိရှိသွားချိန်မှာတော့သူမရဲ့စိတ်ထဲမှာဖေမီသားစုအပေါ်ရုံရှာမုန်းတိမှုတွေပုံမပြင်းထန်လာခဲ့ပါတယ်ဖေမီသားစုကမောင်းထုတ်လိုက်တဲ့အမေအတွက်တခင်လေးဖေကတိတ်တဆိတ်ခိုးပြီးအမွှေးတိုင်ထုံးပူဇော်ပေးခဲ့မိုံများနဲ့ဆယ်စုနှစ်တခုကျော်ကြာအောင်တူးထောက်ခိုင်းပြီးလူမဆန်စွာအပြစ်ပေးခဲ့တဲ့ဖြစ်ရပ်ကိုကြားသိလိုက်ရတဲ့အခါဟဲရွက်လန်ကအံ့ဩတုန်လှုပ်ပြီးရှင်တို့မှာလူသားဆန်မှုရှိရလားလို့ဒေါသတကြီးအော်ဟစ်မိတော့ပါတယ်အတင်းအဓမ္မဖိနှိပ်ပြီးတူးထောက်ခိုင်းဖို့အနာကိုတူးကလာကြတဲ့အဆောင်ရှောက်တွေကိုဟဲရွက်လန်ကအလျှော့ပေးခြင်းလုံးဝမရှိပဲမိမိရဲ့တိတ်ခါနဲ့လွတ်လပ်ခွင့်အတွက်အစွမ်းကုန်ရုန်းကန်ကဖေမီသားစုရဲ့မတရားတဲ့အာဏာစနစ်ကိုထိတ်တိုက်ရင်ဆိုင်တော်လှန်ပါတော့တယ်တခင်လေးဖေကတော့သူမျက်နှိုးရတဲ့အမျိုးသမီးကိုကာကွယ်ဖို့အတွက်ဆိုရင် Face မီသားစုရဲ့တင်းကျပ်လာတဲ့အစင်လာစီးမြင့်တွေကိုပြောင်းကျကျဖီဆန်ဖို့ဝင်မလေးခဲ့ပါဘူးအားလုံးရဲ့ရှိမှတင်သူဟာတူးထောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တခင်လေးဖေရဲ့တူးဟာဒဏ်ရာဟောင်းရှိနေလို့ထပ်ပြီးတူးထောက်ရင်လုံးဝပျက်စီးသွားနိုင်မှန်းသိနေတဲ့ဟဲရွက်လန်ကတော့ရင်ကွဲမတက်ခံစားရပြီးမျက်ရည်ကျကတားဆီးခဲ့မိပါတယ်ဒါပေမဲ့ယောက်ျားပြည်သားတဲ့တခင်လေးဖေကတော့သူမအတွက်နဲ့ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ထိခိုက်မှာကိုလည်းဂရုမစိုက်တယ်လို့ဘာကိုမှဥမနေပဲရက်ဆက်တဲ့အပြစ်ပေးမှုကိုအပြုံးမပြတ်ခံယူခဲ့ပါတယ်ကြောက်စိမ့်လိုအေးဆက်ပြီးရက်ဆက်လာတဲ့မိသားစုဝင်တွေကရေခဲတုံးတွေပေါ်မှာပါအတင်းကျပ်တူးထောက်ခိုင်းပြီးနှိမ့်ဆက်တဲ့အခါမှာတော့လေထုတစ်ခုလုံးဟာတိတ်ဆိတ်ချောက်ကပ်သွားခဲ့ရပါတယ်ဖြူစင်တဲ့ဟဲရွက်လန်တယောက်ဘလို့မှတိမခံနိုင်တော့ပါဘူးမိမိကြောင့်ခံစားနေရတဲ့တခင်လေးဖေကိုကာကွယ်ဖို့အတွက်သူမဟာကြောက်ရွံ့မှုတွေကိုပေးဖယ်ပြီးတမိသားစုလုံးကိုအော်ဟစ်ရင်ဆိုင်ပါတော့တယ်ဒီလိုတတိရှိရှိနဲ့သူ့ပေါ်ကာကွယ်ပေးနေတဲ့မြင်ကွင်းကိုကြည့်ပြီးတခင်လေးဖေဟာသူမအပေါ်ပို့လို့တောင်မျက်နှာသဘောကျမိသွားခဲ့ရပါတဲ့ဘသူကမှဟဲရွက်လန်ကိုထပ်ပြီးမထိခိုက်စေရဘူးလို့အားလုံးရဲ့ရှေ့မှာအပြစ်ကြီးညာခဲ့တယ်လို့ဒါကိုမကျေနပ်ရင်ကုမ္ပဏီရဲ့အမြင့်ဆုံး CEO ယာဒူးကိုပါအခုချက်ချင်းဆွတ်လွတ်ဖို့ထိတခင်လေးဖေကပြက်ပြက်တသားဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါနဲ့မကပဲသူဟာဟဲရွက်လန်ကိုသူ့ရဲ့ဇနီးအဖြစ်တစ်သက်လုံးလက်တွဲသွားတော့မယ်လို့အားလုံးရဲ့ရှေ့မှာပြောင်းကျကျအဆိုပြုလိုက်တဲ့အခါမှာတော့ဇလန်းကဘသူမှမထင်မှတ်ထားတဲ့ဘက်ကိုစောက်ထုံးမှုမြောင်ပြောင်းလဲသွားပါတော့တယ်အကြောင်းကတော့ဟဲရွက်လန်ဟာစီးပွားရေးအရာလက်ထက်တာကိုကာကွယ်ဖို့ငှားရမ်းထားတဲ့လောင်ချိုင်းထဲကငှက်အတူမဟုတ်နေလို့ပါပဲသူမဟာတလောက်ကိုလဆာအများကြီးရတာကြောင့်တခင်လေးဖေရဲ့ညီမဖြစ်သူမိတ်ဆက်ပေးမှုနဲ့လာရောက်လုပ်ကင်နေတဲ့အိမ်တွင်းကိုအိမ်ပေါ်တက်တက်တာဖြစ်နေလို့ပါတခင်လေးဖေနေမကောင်းဖြစ်စဉ်ကာလတစ်လျှောက်လုံးသူမဘက်ကစံပြုတ်ပြုတ်ပေးဟင်းချက်ပေးခြေထောက်နာလုံးနှိပ်ပေးပြီးပြုစုပေးခဲ့တာတွေဟာလည်းချစ်လို့မဟုတ်ပဲအိမ်ပေါ်တယောက်ရဲ့တာဝန်ရစိတ်ရင်းနဲ့လှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့တခင်လေးဖေတယောက်ရင်ဘတ်ထဲပြောင်းဆန်ပြီးအကြီးကျယ်စိတ်ပြတ်အာရုံသွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ဒီရှုပ်ထွေးလာတဲ့အခြေအနေကိုကြည့်ပြီးအဖွားဖြစ်သူကတခင်လေးဖေရဲ့အိမ်တော်ရေးကိုနောက်ဝင်မဆွတ်ဖက်တော့ဘူးလို့ကတိပေးခဲ့ပေမဲ့ရင်ထဲမှာအတူတူတန်ရောစင်ရှာပြီးနေကြတဲ့သူတို့နှစ်ဦးကြားမှာတော့အထင်လွဲမှုတွေကကြီးစိုးသွားခဲ့ပါပြီဟဲရွက်လန်ကတော့မိမိကိုအိမ်ပေါ်တယောက်မျှတာဖြစ်ပြီးတခင်လေးဖေလိုအဆင့်တန်းမြင့်တဲ့လူမျိုးကသူမလိုမိန်းကလေးကိုတကယ်ဂရုစိုက်မှာမဟုတ်ဘူးဆိုတဲ့အတွေးကြီးနဲ့ရင်နာနာနဲ့ပဲမျက်ရည်ဝဲကကြမ်းရစ်ခဲ့ပါတော့တယ်အထင်လွဲမှုတွေနဲ့အိမ်တော်ကနေထွက်ခွာလာခဲ့ပြီးတဲ့နောက်ဟဲရွက်လန်ရဲ့နှလုံးသားဟာအကြီးအကျယ်နာကျင်ကြေကွဲခဲ့ရပါတယ်တခင်လေးဖေရဲ့ရက်ဆက်လာတဲ့မိသားစုဝင်တွေနဲ့ရန်ညိုဟောင်းတွေရှိခဲ့တာကြောင့်ရင်ဆိုင်ခဲ့ရပေမဲ့လက်ရှိမှာတော့သူမဟာအရာအလုံးကိုလက်လွတ်ပြီးထွက်ခွာဖို့ဆုံးဖြတ်ချက်ချခဲ့ပါပြီတခင်လေးဖေရဲ့ရှေ့ကိုနောက်ဆုံးအကြိမ်ဖြစ်ရောက်ရှိလာချိန်မှာတော့ဟဲရွက်လန်ဟာမျက်ရည်တွေကိုအောက်အီးပြီးသူမရဲ့လဆာတဝက်ကိုဖျက်တောက်ဖို့နဲ့အလုပ်ကနေထွက်ခွာခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူမဟာဇာတိရဲ့ရွာကိုပြန်ပြီးတခြားသူတယောက်နဲ့လက်ထပ်ရတော့မယ်လို့စိတ်နာနာနဲ့လိညာပြောဆိုခဲ့လို့ပါပဲမိမိကိုအိမ်ပေါ်တယောက်မျှတာဖြစ်လို့တခင်လေးဖေအနေနဲ့သူမအပေါ်အတင်းကျပ်လာရောက်မပတ်သက်ဖို့စကားနာထုတ်ခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့တခင်လေးဖေရဲ့ရင်ဘတ်တစ်ခုလုံးပြောင်းဆန်သွားခဲ့ရပါတယ်ဒေါသနဲ့အားမလို့အားမရဖြစ်မှုတွေပောက်ကွဲထွက်လာပြီးသူဟာမိန်းကလေးတယောက်ကိုအတင်းကျပ်လိုက်ပတ်သက်မဲ့သူမျိုးမဟုတ်ကြောင်းရင်နာနာနဲ့အော်ဟစ်ခဲ့မိပါတယ်စိတ်ဆိုးမှန်ဆိုးနဲ့ပဲဟဲရွက်လန်ကိုချက်ချင်းထွက်သွားဖို့မောင်းထုတ်ခဲ့ပြီးမင်္ဂလာလက်ပွဲဖြစ်နောက်ထပ်လာစာတလားစာကိုပါပို့ပေးကလမ်းကွဲခဲ့ပါတော့တယ်ဟဲရွက်လန်ထွက်ခွာသွားပြီးတဲ့နောက်တခင်လေးဖေဟာအခန်းတွင်းမှာတယောက်တည်းကြံရစ်ခဲ့ပြီးသူမရဲ့စိတ်ထဲမှာသူ့ကိုလုံးဝမရှိခဲ့လို့အခုလိုတိုးဆုံမှုမရှိပဲချက်ချင်းထွက်သွားတာဖြစ်မယ်ဆိုတဲ့အတွေ့နဲ့စိတ်သက်တွေအကြီးအကျယ်ကျဆင်းနေခဲ့ပါတယ်တစ်ဖက်မှာလည်းဟဲရွက်လန်ဟာတခင်လေးဖေကိုစိတ်ထဲကနေလုံးဝထုတ်ပြစ်လို့မရနိုင်ခဲ့ပါဘူးယောက်ျားတစ်ယောက်အတွက်နဲ့ထမင်းမစားပတ်စံမရှာပဲဖြစ်နေတဲ့မိမိကိုအပြစ်တင်ရင်ပန်းပွင့်ဖက်ကလေးတွေကိုတစ်ဖက်ချင်းချွေကတခင်လေးဖေသူမကိုသဘောကျမကျဆိုတာကိုစိတ်ကူးရင်စမ်းတက်နေခဲ့မိပါတယ်ရာသီဥတုတွေရုတ်တရက်အေးဆက်ပြောင်းလဲလာတဲ့အခါမှာလည်းတခင်လေးဖေရဲ့ဒဏ်ရာရထားတဲ့ခြေထောက်ကိုစိုးရိမ်ပူပန်နေမိပြီးမန်နေဂျာကြောက်စီကိုစေးတောက်ဖို့တေချာမှကြားခဲ့ရလားဆိုတာကိုပါတွေးတော့ကလွတ်ဆွနေခဲ့ရပါတယ်ဒီလိုနဲ့ရင်ဘတ်ထဲမှာတခင်လေးဖေကိုတန်းတနေရင်ပတ်စံမရှိတဲ့ဒုက္ခကိုပါခံစားနေရချိန်မှာတော့ညီမဖြစ်သူကပတ်စံအများကြီးရမယ့်အလုပ်တစ်ခုနဲ့ထပ်မံချင်းကပ်လာပြန်ပါတယ်အိမ်ကအတင်းကျပ်လက်ထပ်ခိုင်းတာကိုကာကွယ်ဖို့အတွက်အကိုဖြစ်သူရဲ့ချစ်သူအတူဖြစ်ဟန်ဆောင်ပေးရမယ့်အလုပ်ဖြစ်ပြီးနှစ်တန်းအထိရရှိမှာဖြစ်ပါတယ်ပထမတော့ညှင်းဆန်ခဲ့ပေမဲ့ကြီးမားလာတဲ့လစာငွေကြောင့်ဟဲရွက်လန်ဟာယောက်ျားတစ်ယောက်အတွက်နဲ့ပတ်စံမရှာပဲမနေနိုင်ဘူးလို့တွေးကအလုပ်ကိုလက်ခံလိုက်ပါတော့တဲ့စိတ်ထဲမှာတော့ကြိုးစားပြီးပတ်စံအများကြီးရှာမယ်ပြီးရင်တနေ့ကျရင်တခင်လေးဖေလိုယောက်ျားမျိုးကိုပတ်စံနဲ့မွေးထားပြစ်မယ်ဆိုတဲ့ဆွဲမှန်တွေနဲ့အတူအနာဂတ်ရဲ့အလှည့်ပြောင်းသစ်စီကိုခြေလန်းလန်းဖို့ပြင်ဆင်လိုက်ပါတော့တယ်是回老家乡下结婚了吗？结婚对象就是他呀！哎，
对啊，就是他，怎么了？ မင်္ဂလိဖြစ်သူရဲ့အဖွားကသူမရဲ့အကူအရင်လက်ထက်မှာပဲသူတို့အတွက်ကိုသဘောတူမှမို့လို့သူမရဲ့အကူဖြစ်သူကိုတခြားမင်္ဂလိတယောက်နဲ့လှည့်စားပြီးအောင်သွယ်ပေးဖို့ကြံစီနေကြတာပါဒီလိုနဲ့ကော်ဖီဆိုင်တစ်ဆိုင်မှာအကူဖြစ်သူကတခြားမင်္ဂလိတယောက်နဲ့မိတ်ဆက်ပေးဖို့ပြင်နေတော့ဘေးနားကစပွဲမှာထိုင်နေတဲ့မင်္ဂလိတယောက်ကိုအမှတ်မတင်လှမ်းမြင်လိုက်ရပါတယ်အဲ့ဒီမင်္ဂလိကတော့တခြားသူမဟုတ်ပါဘူးအကူဖြစ်သူရဲ့အိမ်မှာအိမ်ပေါ်ဖြစ်လုတ်ခဲ့ပြီးရွာပြန်ပြီးလက်ထက်တော်မယ်ဆိုကထွက်သွားခဲ့တဲ့ဟဲရွက်လန်ပဲဖြစ်နေပါတော့တယ်ထူးဆန်းတာကဟဲရွက်လန်ဟာရွာမှာမဟုတ်ပဲမြို့ကကောင်လေးတယောက်နဲ့အတူတူရှိနေပြီးအဲ့ဒီကောင်လေးကလည်းသူမကိုရေးစားအဖြစ်စကားကမ်းလှမ်းနေတာပါဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့တခင်လေးဖေဟာရုတ်တရက်ဆိုသလိုမျက်နှာပြတ်သွားပြီးဒေါသတွေပါထွက်လာပါတော့တယ်တခင်လေးဖေရဲ့စိတ်ထဲမှာဟဲရွက်လန်အပေါ်ပိုင်ဆိုင်လိုစိတ်တွေတာမရစီးမရဖြစ်လာပြီးသူမရွေးချယ်လိုက်တဲ့ကောင်လေးကလူအောက်တန်းစားတစ်ယောက်ပဲလို့စတင်ဝေဖန်ပါတော့တယ်တခင်လေးဖေဟာသူတို့စပွဲကိုစွတ်အတင်းဝင်ထိုင်ပြီးဟဲရွက်လန်နဲ့မသိတလို့ပုံစံမျိုးနဲ့ကောင်လေးရှိမှအကဲဆန်းပါတော့တယ်ဟဲရွက်လန်ကလည်းတခင်လေးဖေရဲ့အကျင့်ကိုသိနေတာမို့လို့သူအစာအိမ်မကောင်းတာကိုအကြောင်းပြပြီးအရက်မတော့ဘူးစွတ်တာပါတော့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာတခြားကောင်လေးရှိမှတင်အချင်းချင်းဖျို့ဖျဲတွေဖြစ်ပြီးရန်ဖြစ်နေကြတဲ့အတွက်ကြားကကောင်လေးခမများဘာလို့ရမှန်းမသိပဲအနေရခက်တဲ့အခြေအနေကြီးဖြစ်သွားရပါတယ်ဒါတွေအားလုံးဟာတခင်လေးဖေရဲ့ညီမဖြစ်သူဆင်ထားတဲ့အကွက်တွေပါသူမရဲ့အကူတခင်လေးဖေဟာအပြင်ဘက်မှာအေးတီအေးဆက်နိုင်ပေမဲ့အတွင်းစိတ်ထဲမှာဟဲရွက်လန်ကိုတကယ်ချစ်နေမိတာကိုတီလို့ချစ်တတ်အောင်လို့ဆိုပြီးတသက်မဲ့ကြားထဲကနေစော့ပေးနေတာဖြစ်ပါတယ်ဟဲရွက်လန်ပြန်လာတဲ့အချိန်မှာတော့တခင်လေးဖေကဂုံယူဝင်းကြွားစွာနဲ့မင်းရဲ့ကောင်လေးကိုငါပတ်စံပေးပြီးမောင်းထုတ်လိုက်ပြီးငါနဲ့အိမ်ပြန်ရအောင်လို့ပြောလိုက်ပါတယ်ဟဲရွက်လန်စီကနေထင်မဲ့မထားတဲ့တုံ့ပြန်မှုကြီးထွက်လာပါတယ်ဟဲရွက်လန်ဟာအိမ်ပြန်ဖို့နေနေတာတခင်လေးဖေကိုကြည့်ပြီးဒေါသတကြီးနဲ့အော်ဟစ်ပါတော့တယ်အဲ့ဒီကောင်လေးဟာသူမရဲ့ရေးစားအစ်မဟုတ်ပဲအလုတ်အပ်ထားတဲ့အလုတ်ရှင်တက်တာဖြစ်ပြီးသူမကိုလှုပ်အားခ3000ပေးဖို့ကြံနေသေးလို့ပါအခုတော့တခင်လေးဖေရဲ့ကြားဖြတ်နှောက်ယှက်မှုကြောင့်လှုပ်အားခ3000လည်းမရတော့တဲ့အပြင်တခင်လေးဖေကပါအလကားနေရင်3000အပူပေးလိုက်မိတာမို့လို့စုစုပေါင်း9000တောင်အရှုံးပေါ်သွားပြီဆိုပြီးတခင်လေးဖေကိုကဘာမှာအတုံးဆုံးလူအလို့ကင်မွန်းတက်ကစိတ်ဆိုးမှန်ဆိုးနဲ့ထွက်ခွာသွားပါတော့တယ်တခင်လေးဖေတယောက်လည်းဦးကြောင်ကြောင်ကြီးကြံရစ်ခဲ့ရပါတော့တယ်တခင်လေးဖေဟာသူ့ညီမနဲ့ပြန်ဆုံတဲ့အခါငါကပတ်စံပေးပြီးကူညီခဲ့တာကိုသူမကဘာလို့ငါ့ကိုဒေါသထွက်နေရတာလဲဆိုပြီးမကြည်မချမ်းဖြစ်နေပါတော့တယ်ဒါကိုညီမဖြစ်သူကဒါကကောင်းတဲ့ချက်ပဲသူမကအကိုကိုလျှောက်ကြားနေရမှာထားပြီးပတ်စံဖြုံးတာကိုနှမျောပေးနေတာဒီအချိန်မှာသွားပြီးရင်ဖွင့်လိုက်ရင်အားလုံးအဆင်ပြေသွားမှာဆိုပြီးမြောက်ပေးလိုက်တာကြောင့်တခင်လေးဖေလည်းအားတက်သွားရပါတယ်ဟဲရွက်လန်တယောက်အိမ်ပြန်ရောက်တဲ့အခါဒေါသတွေမပြေနိုင်ပဲဇလန်းတူတွေကရှိုးတွေလိုဘာလို့ပတ်စံတွေအကုန်လုံးသူမကိုမပေးပဲတခြားယောက်ျားတယောက်ကိုသွားပေးရတာလဲဆိုပြီးတွေးရင်းနဲ့ပွားစီဖြစ်နေပါတယ်ဒါတင်မကသေးပဲတခင်လေးဖေကသူမကိုကျိုးလို့ပြန်ခိုင်းဖို့အတွက်အဲ့ဒီ3000နဲ့လာပြီးချင်းချောက်တော့မယ်လို့ထင်အောင်ထင်မှဖြစ်ကတခင်လေးဖေဆက်သွယ်လာတဲ့ဖုန်းကိုချပစ်လိုက်တဲ့အပြင်အခန်းကိုပါ block လိုက်ပါတော့တယ်ဖုန်းဆက်လို့မရပဲ block ခံလိုက်ရမှန်းသိသွားတဲ့တခင်လေးဖေတယောက်လည်းတော်တော်လေးစိတ်ပြက်လက်ပြက်ဖြစ်သွားရရှာပါတယ်နောက်ရက်မနက်မှာတော့ဟဲရွက်လန်ရဲ့အိမ်တကားကိုတယောက်ကလာခောက်လို့ဖွင့်ကြည့်လိုက်တဲ့အခါအရင်တုန်းကသူမအပေါ်အမြဲတမ်းနှိမ်ချဆက်ဆံပြီးအနိုင်ကျင့်ခဲ့တဲ့တခင်လေးဖေရဲ့အဖွားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အဖွားဖြစ်သူဟာအရင်ကနဲ့မတူပဲလေတံအေးအေးလေးနဲ့အိမ်ထဲဝင်လာပြီးဟဲရွက်လန်ကိုသမီးဒီမှာနေရတာအဆင်ပြေရဲ့လားအဖွားနဲ့အတူအိမ်ပြန်လိုက်ခဲ့ပါဦးတခင်လေးဖေမှာသမီးမရှိရင်မဖြစ်လို့ပါဆိုပြီးလာရောက်တောင်းပန်ပါတော့တယ်တကယ်တော့ဒါဟာတခင်လေးဖေကဟဲရွက်လန်ပြန်မလာရင်ကုမ္ပဏီကိုလည်းပြန်မလာတော့ဘူးမိသားစုနဲ့ပါအဆက်အသွယ်ဖြစ်မယ်ဆိုပြီးသူ့အဖွားနဲ့အဖေကိုချင်းချောက်ထားခဲ့တာကြောင့်အဖွားဖြစ်သူကမတက်တာပဲလာခေါ်ရတာဖြစ်ပါတယ်ဟဲရွက်လန်ကတော့အဖွားဖြစ်သူရဲ့စကားတွေကိုမယုံကြည်တဲ့အပြင်တခင်လေးဖေကလည်းသူမကိုတကယ်ချစ်တာမဟုတ်ဘူးလို့ထင်နေတာကြောင့်လုံးဝပြန်မလိုက်နိုင်ကြောင်းနဲ့ရွာပြန်ပြီးအလုပ်တစ်ရှာတော့မယ်အကြောင်းညှင်းဆိုလိုက်ပါတယ်သူမကရွာပြန်မယ်လို့ပြောလိုက်တဲ့အခါအဖွားဖြစ်သူဟာပြတလဲဖြစ်သွားပြီးဟဲရွက်လန်ပြန်လိုက်လာအောင်ဇလန်းကြီးတစ်ခုကိုလုပ်ကြံဖန်တီးပြီးလိန်ညာပါတော့တယ်အဖွားဖြစ်သူကဖေမီသားစုဟာအခုဆိုရင်အကျွေးတွေတင်ပြီးကုမ္ပဏီတစ်ခုလုံးဒေဝါလီခံလိုက်ရပြီးတခင်လေးဖေကလည်းကုမ္ပဏီပျက်စီးသွားတဲ့တန်ကိုစိတ်ထိခိုက်ပြီးနှလုံးသွေးကြောပိတ်ကလဲကျဖျားနာနေတယ်အခုဆိုအစာမစားနိုင်တာရက်တော်တော်ကြာလို့အသက်ရှူရုံပဲရှိတော့တာအဝင်သက်ပဲရှိပြီးအထွက်သက်တောင်မရှိတော့ဘူးဆိုပြီးမျက်ရည်ခံထိုးကအကွက်ကြကြလိန်ပြောလိုက်ပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့ဟဲရွက်လန်ဟာတခင်လေးဖေအပေါ်တန်ရောစင်ရှိနေစဲမို့လို့ရုတ်တရက်လက်ဖြတ်သွားပြီးတခင်လေးဖေကိုစိုးရိမ်တကြီးနဲ့ချက်ချင်းပဲအပြေးလွှားသွားကြည့်ဖို့ပြင်ဆင်ပါတော့တယ်ဟဲရွက်လန်အိမ်ထဲကနေပြေးထွက်သွားတာကိုကြည့်ပြီးအဖွားဖြစ်သူကတော့အောင်မြင်ပြီးငါတို့မိသားစုရဲ့ကယ်တင်ရှင်လေးရပြီဆိုပြီးတယောက်တည်းကျင်းနေပီတိဖြစ်ပါတော့တယ်ဟဲရွက်လန်တယောက်နေမကောင်းဖြစ်နေတဲ့တခင်လေးဖေကိုစိတ်ပူပြီးအပြေးလွှားရောက်လာခဲ့ပါတယ်။ဂရင်ပေါ်မှာအားအိမ်ကုန်ခန်းပြီးစကားတော်မနဲ့ပြောနေရတဲ့တခင်လေးဖေကိုကြည့်ပြီးရွက်လန်ကစေးုံသွားဖို့စွတ်ခေါ်တော့တာပေါ့။ဒါပေမဲ့ဆရာဝန်လာကြည့်ပြီးဖြစ်ကြောင်းခန္ဓာကိုယ်ကပုံမှန်ဖြစ်ပေမဲ့တခင်လေးကထမင်းမစားရေမတောက်ပဲနေလို့မကောင်းဘူးလို့ပဲညင်းနေကြောင်းပြောပြပါတယ်။စိတ်ပူပြီးခေါင်းကိုက်လာလက်မောင်းလာဘိုင်းလာလိုက်မိတဲ့အခါမှာတော့တခင်လေးဖေကကလေးတယောက်လိုကြောင်ခိုပြီးအကုန်လာတယ်လို့လိုက်ထူးနေခဲ့ပါတယ်။ဒါကိုရိပ်မိသွားတဲ့ရွက်လန်ကဥမှန်ပြောင်းအစာအိမ်မှန်ပြောင်းတွေအပြင်စီတီကုန်စစ်မဲ့အစာအိမ်မှန်ပြောင်းရင်လဲချောင်းနဲ့ပိုက်ရှိကြီးထိုးထည့်ရမှာဖြစ်တယ်လို့ဥမှန်ပြောင်းရင်လည်းနောက်ကနေပိုက်တင်းထိုးရမှာမို့ယောဂပြောက်အောင်အောက်ခံလိုက်ပါဆိုပြီးစီးထိုးလိုက်ပါတော့တယ်ဒီတော့မှတခင်လေးဖေလည်းလက်ဖြန့်သွားပြီးရုတ်တရက်ကြီးနေကောင်းသွားတယ်လှည့်စားခံလိုက်ရမှန်းသိတဲ့ဟဲရွက်လျံကစိတ်ဆိုးပြီးပြန်ဖို့လုပ်တဲ့အချိန်မှာတခင်လေးဖေကဂရင်ပေါ်ကနေအသေးတန်ဆင်းဆွဲရင်ချော်လဲပြီးခြေထောက်နာသွားပြန်ပါတယ်တခင်လေးဖေကတူလိန်ခဲ့တာမှန်ပေမဲ့အဖေဖြစ်သူကကုမ္ပဏီကိုဖြုံးတိပစ်လိုက်လို့တကယ်ပဲလူမွဲဖြစ်သွားခဲ့တာပါလို့ဖွင့်ပြောလာပါတယ်ညဘက်ဆိုလဲခြေထောက်ကတကယ်နာလို့အိမ်မရပါဘူးဆိုပြီးတနာကမလုတ်ပြပြန်တာပေါ့ဘေးကအိမ်စီကပါတခင်လေးဟာရွက်လျံထွက်သွားတဲ့ကထမင်းကောင်းကောင်းမစားပဲအများကြီးပိန်သွားတာမို့ရက်အနေငယ်လောက်စောင့်ရှောက်ပေးဖို့ဝိုင်းဝန်းတောင်းဆိုတာကြောင့်ရွက်လျံတယောက်စိတ်ပျော်သွားပြီးအိမ်တွင်းကူအိမ်ပေါ်ဖြစ်နေနှစ်ပတ်ယာယီနေပေးဖို့သဘောတူလိုက်ရပါတော့တယ်ဒါကိုအခွင့်ကောင်းယူခြင်းနဲ့တခင်လေးဖေကညဘက်မှာအပေါ်ပိုင်းပလာနဲ့ဟဲရွက်လျံခန်းထဲကိုရုတ်တရက်ဝင်လာပါတယ်အခန်းကရေနွေးဦးပြက်လို့လာသုံးတာပါလို့အကြောင်းပြပေမဲ့ဟဲရွက်လျံကမိပြင်သမားခေါ်ဖို့ပြောတဲ့အခါမှာတော့လူမွဲဖြစ်သွားလို့အလုပ်ထုတ်လိုက်ရပြီလို့စင်ကြေပေးပြန်ပါတယ်နောက်ဆုံးမှာတော့အခန်းကမိတိပါပြက်နေလို့မှောင်လာကြောက်တယ်ဆိုပြီးဒီညဒီမှာပဲအတူအိတ်ခွင့်ပေးဖို့ကလေးတယောက်လိုကတ်ချွဲပါတော့တယ်ဒါပေမဲ့အထာနဲ့တဲ့ဟဲရွက်လျံကတော့တခင်လေးဖေကိုလူယုံမှာအရှက်မရှိတဲ့သူလို့ဆဲဆိုပြီးအခန်းထဲကနေချက်ချင်းတွန်းထုတ်ပစ်လိုက်ပါတယ်နောက်ရက်မှာတော့တခင်လေးဖေကကုမ္ပဏီချင်းနေကြောင်းအလုပ်သမားတွေကိုလာစာပေးပြီးအကုန်အလုပ်ထုတ်လိုက်တဲ့ပြဿနာကိုကပြပါတယ်
အလုသမားတွေရှိမှတင်ပစ္စည်းတွေသိမ်းပြီးထွက်ခွာခိုင်းတာကိုကြည့်ပြီးရွက်လျံကတခင်လေးဖေတယောက်တကယ်ပဲဒုက္ခရောက်နေပြီလို့လုံးဝယုံကြည်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဟဲရွက်လျံကတခင်လေးဖေရဲ့ညီမဖြစ်သူနဲ့တွေ့ဆုံပြီးတခင်လေးဖေရဲ့ထူးဆန်းတဲ့အမှုအရာတွေအကြောင်းတိုင်ပင်ပါတယ်ဒီတော့မှတခင်လေးဖေရဲ့ညီမကအကိုဖြစ်သူရဲ့ယောဂရင်းမြစ်ကိုရိပ်မိသွားပြီးအခြေအနေကိုပိုဆိုးအောင်ထပ်မံဇလန်းဆင်ပါတော့တယ်သူမရဲ့အကူဟာအရင်ကစကားနားမထောင်လို့ခြေထောက်တင်ထိခိုက်မိတာမဟုတ်ပဲအမျိုးသားအင်္ဂါပါထိခိုက်သွားတာဖြစ်ကြောင်းဒါကြောင့်ညဘက်တွေမှာအပူချိန်တွေတက်ပြီးမစားသင့်တာတွေစားမိနေတာဖြစ်ကြောင်းလိန်ညာပြောဆိုလိုက်ပါတယ်ပြီးတော့ဒီယောဂဟာကုလို့ရပေမဲ့အကိုဖြစ်သူကဆေးမတောက်ချင်ပဲရွက်လျံရဲ့စကားကိုပဲအနားထောင်ဆုံးမှုအကိုဖြစ်သူရဲ့နောက်ရည်အတွက်တေချာပေါက်ကူညီပြုစုပေးပါကွက်စင်တောင်းဆိုလိုက်ပါတော့တယ်ဟဲရွက်လျံဟာတခင်လေးဖေရဲ့အမျိုးသားအင်္ဂါထိခိုက်သွားတယ်ဆိုတဲ့စကားကြောင့်စိတ်မကောင်းဖြစ်ပြီးသူ့ကိုတာဝန်တိတိနဲ့အကောင်းဆုံးပြုစုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်ညီမဖြစ်သူပြီးလိုက်တဲ့ဆေးကိုယူလာပြီးတခင်လေးဖေကိုအတင်းတောက်ခိုင်းတော့တာပေါ့ဒါပေမဲ့တခင်လေးဖေကတော့သူဖျားနေတာမဟုတ်တဲ့အတွက်ဘာလို့ဆေးတောက်ရမလဲဆိုပြီးညှင်းဆန်နေခဲ့ပါတယ်ရွက်လျံကတော့ဒါဟာသူ့ရဲ့အမျိုးသားကုန်တိတ်ခပိုင်းဆိုင်ရာယောဂမှုလို့အဆက်တဲပြီးညင်းနေတာလို့ထင်ဘက်ကဖေးရောင်ပေးလိုက်တဲ့ဗီတာမင်ဆေးတွေပါလို့လိန်ညာပြီးချုံမော့တိုက်ပါတယ်တခင်လေးဖေကအသက်300ဖြစ်ရင်တော့မတောက်ဘူးလို့ဆွညင်းနေတာကြောင့်ရွက်လျံကဆေးတွေကိုကြိတ်ပြီးစွတ်ပြုတ်ထဲထည့်ပေးခဲ့ပါတယ်ဒါကိုလည်းတခင်လေးဖေကအနံ့ရလို့ဆိုပြီးထက်ညင်းပြန်တာကြောင့်ရွက်လျံကလုံးဝမခါကြောင်းကိုယ်တိုင်မြည်ပြခဲ့ရပါတယ်နောက်ဆုံးမှာတော့တခင်လေးဖေကအတင်းတိုက်နေတဲ့ရွက်လျံကိုပါစက်နဲ့ခွန်အေးရင်တောက်မယ်ဆိုပြီးကလေးလိုကြည်ကြပါတော့တယ်ရွက်လျံဟာတခင်လေးဖေကိုဘာမှမစွမ်းဆောင်နိုင်တော့တဲ့လူမမာတယောက်လို့တနာစိတ်ဝင်နေတာကြောင့်စိတ်မဆိုးပဲပါစက်နဲ့ပဲဆေးခွန်ပေးလိုက်ပါတယ်ဒါပေမဲ့ဆေးတောက်ပြီးတိတ်မကြခင်မှာပဲဆေးရှင်ကြောင့်နှစ်ယောက်စလုံးတကူလုံးပူတက်လာပြီးစိတ်လှုပ်ရှားလာကြပါတယ်အခြေအနေတွေထူးဆန်းလာတာကြောင့်ရွက်လျံကရေသွားချိုးဖို့ပြောပေမဲ့တခင်လေးဖေကရွက်လျံကိုဖတ်ထားပြီးသူ့ကိုတကယ်သဘောကျကြောင်းရွက်လျံထွက်သွားတဲ့ကမရှိရင်မဖြစ်တော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ကြောင်းအသေးအတန်ဝန်ခံပါတော့တယ်ဒါဟာဆေးရှင်ကြောင့်ပြောတာမဟုတ်ပဲတကယ်လွမ်းနေခဲ့တာမို့တစ်သက်လုံးအတူတူလက်ထပ်ပြီးဖြတ်တန်းကျင်ပါတယ်လို့အတီလင်းဖွင့်ပြလိုက်တဲ့ခါမှာတော့ရွက်လျံတယောက်ရင်ခုန်သွားပြီးသူတို့နှစ်ဦးဟာအချစ်ချင်းအနက်ရှိုင်းဆုံးစုံစည်းသွားခဲ့ကြပါတယ်နောက်ရက်မှာတော့အိမ်တော်ကြီးစီကိုတခင်လေးဖေပြန်ရောက်လာတဲ့အချိန်အဖွားဖြစ်သူနဲ့မိသားစုဝင်တွေဟာဖေးရောင်ရောင်နဲ့စီရီတို့ရဲ့မင်္ဂလာပွဲကျင်းပမဲ့ရက်မြက်ကိုတိုင်ပင်နေကြပါတယ်ဒါကိုတွေ့သွားတဲ့တခင်လေးဖေကဖေးမိသားစုရဲ့ထုံးစံအရာကြီးစင်ငယ်လိုက်ရှိရမှာဖြစ်ပြီးအကိုကြီးဖြစ်တဲ့သူကိုယ်တိုင်တော့လက်မထက်ရသေးပဲညီမဖြစ်သူရဲ့မင်္ဂလာပွဲကိုဘာလို့အရင်တိုင်ပင်နေကြတာလဲဆိုပြီးစိတ်ဆိုးမှန်ဆိုးနဲ့ကန့်ကွက်လိုက်ပါတော့တယ်တခင်လေးဖေရဲ့ညီမဖြစ်သူကအကိုဘာတွေလျှောက်ပြောနေတာလဲအကိုပဲသူတို့ကိုအရင်လက်ထပ်ခိုင်းတာမဟုတ်ဘူးလားဆိုပြီးစိတ်ပူတကြီးမေးနေခဲ့ပါတယ်တခင်လေးဖေကတော့သူ့ချစ်သူဟဲရွက်လျံတယောက်မင်္ဂလာဆောင်ကိုရောက်မလာပဲထွက်ပြေးသွားပြီလို့ထင်နေတာပါဟဲရွက်လျံကငါ့ကိုလုံးဝမကြိုက်တာတိတာနေတာပဲအခုတော့ငါစီကအမျက်ထုတ်ပြီးတာနဲ့အိပ်ပြီးပြေးသွားပြီဆိုပြီးဒေါသတွေစိတ်ပြတ်မှုတွေနဲ့ရင်ဖွင့်နေခဲ့ပါတယ်ဒါကိုညီမဖြစ်သူကမဖြစ်နိုင်ဘူးလို့ညင်းပြီးဟဲရွက်လျံစီဖုန်းဆက်ဖို့ကြိုးစားပေမဲ့ဖုန်းကပိတ်ထားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့သမီးဟဲရွက်လျံနဲ့သူတို့သားလုံးအောက်ထန်းတို့ရဲ့မင်္ဂလာဆောင်ဖိတ်စာကိုတွေ့သွားတဲ့အခါညီမဖြစ်သူကအကိုသွားပြီးသူတို့သမီးကိုလူလိုက်မလားလို့အကြံပေးပါတယ်တခင်လေးဖေကမာနာကြီးကြီးနဲ့ငါဖေးရီပိုင်ကမင်္ဂလာဆောင်လူမဲ့လူမျိုးလားဒါအပြင်သူကငါ့ကိုမှမချစ်တာလို့ညင်းပေမဲ့တကယ်တမ်းမှာတော့သူ့နှလုံးသားကလက်မခံနိုင်ပဲဟဲရွက်လျံရှိရာစီချက်ချင်းလိုက်သွားပါတော့တယ်ဒါပေမဲ့တကယ်တမ်းဟဲရွက်လျံဘက်မှာဘာတွေဖြစ်နေလဲဆိုတော့သူကတခြားလူနဲ့တကယ်လက်ထပ်နေတာမဟုတ်ပါဘူးဝမ်းရည်အတွက်ချစ်ရတဲ့တခင်လေးဖေကိုလှုပ်ကြွေးဖို့အတွက်ဝင်ငွေကောင်းတဲ့မင်္ဂလာဆောင်တရုပ်ဆောင်အလုပ်ကိုလက်ခံပြီးရိုက်ကူးရေးလုပ်နေခဲ့တာပါဖုန်းကလည်းရေးထဲကျသွားလို့ဆက်သွယ်လို့မရဖြစ်နေခဲ့တာပါရိုက်ကူးရေးရချင်လို့အတန်ပေးလိုက်တဲ့အချိန်မှာပဲတခင်လေးဖေတယောက်မင်္ဂလာဆောင်ခန်းမထဲကိုဒေါသတကြီးရောက်လာပြီးဟဲရွက်လျံမင်းဘာလို့ငါ့ကိုဒီလိုဆက်ဆံရတာလဲငါနဲ့အိပ်ပြီးတာနဲ့တာဝန်မယူပဲထွက်ပြေးသွားတယ်ပေါ့ဆိုပြီးလူအများကြီးရှိမှအော်ဟစ်ပါတော့တယ်တခင်လေးဖေကသူ့ကိုပြစ်မသွားဘူးတခြားလူကိုမလက်ထပ်ဖို့နဲ့သူ့ကိုပဲလက်ထပ်ဖို့မျက်ရည်ဝဲရင်းကလေးတယောက်လိုတောင်းပန်ရှာပါတယ်ဒီလိုဝုန်းတိုင်းကျပြီးတောင်းပန်နေတဲ့တခင်လေးဖေကိုကြည့်ပြီးဟဲရွက်လျံကသဘောကျကပြုံးလိုက်ပါတယ်ပြီးတော့မှဒါကတရုပ်ဆောင်နေတာဖြစ်ကြောင်းရလာတဲ့ပတ်စံတွေနဲ့တခင်လေးဖေကိုအကောင်းစားတွေကျွေးကျင်လို့အလုပ်လုပ်နေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဟဲရွက်လျံကသူ့ရဲ့စူပုကလေးကိုတခင်လေးဖေလက်ထဲထည့်ပေးရင်ကျမအချစ်ဆုံးဖေးရီပိုင်ကတေချာပေါက်ပြန်ပြီးအောင်မြင်လာမယ်ဆိုတာယုံကြည်တယ်အခုအနားမှာအမြဲရှိနေပေးမှာပါလို့ကတိပေးခဲ့ပါတယ်အမှန်တရားတွေကိုအပြန်လန်သိသွားကြပြီးတဲ့နောက်မှာတော့ဟဲရွက်လျံကဒါဆိုမနှက်ဖြန်မဲ့လက်ထက်ကြမယ်စိန်လက်စွပ်ကြီးကြီးအိမ်ကြီးကြီးနဲ့ကားကောင်းစားဝယ်ပေးရမယ်နော်လို့ချစ်စနိုးနဲ့တောင်းဆိုပြီးတခင်လေးဖေကလည်းနောက်ဆိုငါရဲ့အရာအလုံးကမင်းအပိုင်ပဲလို့ပြောကနှစ်ယောက်သားပျော်ရွှင်စွာဇလန်လေးပြီးဆုံးသွားခဲ့ပါတယ်就别倾诉，穿过红尘喧嚣与迷雾。